မင်္ဂလာပါရှင်။အောက်တော် YouTube Channel ကနေချက်ပရိသတ်တို့ကိုပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တို့နားဆင်ရမယ့်ဇာတ်လမ်းကောင်းလေးကတော့စာရေးသူခွန်မြတ်သားရေးသားထားတဲ့ Love You ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစမှအဆုံးကိုနားဆင်ခန်းစားရတော့မှာဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားတွေခေါင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။ခေါ်စားပြီးတော့လိုက်နေတူနားဆင်ခန်းစားကြည့်လိုက်ကြရအောင်ပါနော်ငယ်ရဲ့ချော်မောင်ရီးစားရှိသူမိုးသက်မီအသက်29နှစ်ဂျူဝဲလီရှော့အောင်နာယောက်ျားလေးတိုင်းသဘောကျရောက်လောက်တဲ့မိန်းကလေးတယောက်လှတယ်တော်တယ်သူ့ကိုချွေးမတော်ချင်တဲ့သူတွေကလည်းပေါ်လို့သူတို့နှစ်ယောက်ရဲ့တွေးဆုံခြင်းအစားဟာထင်သလောက်မယိုရှင်ခဲ့ပါကျွန်တော်မှချစ်သူရှိတယ်အဲ့ဒါမင်းဘက်ကဒီလက်ထက်ပွဲကိုညင်းပေးပါကျမမိဘမျက်နှာပြက်မဲ့အလုပ်ကိုမလုပ်တတ်သူမလို့ရှင်လိုမရှိရင်ရှစ်ဘက်ကပဲညင်းလိုက်ပါခွန်စိတ်ပြက်သွားတဲ့သူ့မျက်နှာဖြင့်စိတ်ထရဘလို့မိန်းကလေးမှမသိဘူးလို့တိတ်တက်စိတ်ပြောလိုက်မိတယ်ဒီမိန်းကလေးအကြောကတော့မလွယ်ဘူးပဲဟာသူဘယ်လိုလုပ်ရပါမလဲမမေကိုလည်းမလွန်ဆန်နိုင်ပါအဲ့နောက်စိတ်ပြက်ပြီးတော့နေရာမှာထပြန်လာခဲ့တယ်မူတယောက်တည်းကြံခဲ့ပြီးတော့တောက်လက်စာဖြော်ရည်ကိုသာဆက်လက်တောက်နေတယ်ဘယ်လိုလူမန်းကိုမသိဘူးသူ့ကိုရောငါကတော်တော်လိုချင်တယ်ထင်လားမသိဘူးကိုအထင်ကြီးနေလိုက်ပုံများဟယ်လိုနင်အခုဆိုင်မှာလားဟုတ်တယ်လေမှုဘာဖြစ်လို့လဲငါနစ်ဆိုင်နာကဖေးမှာခဏလောက်လာခဲ့ပါလားဟာငါပြောစရာလေးရှိလို့ဟုတ်ကလေးငါလာခဲ့ပြီခဏဆောင်တော့ဘူးရပါတယ်ဖြည်းဖြည်းလာပါနင်စပွဲပေါ်ကတောက်လက်စားကော်ဖီခက်ကိုတွေ့လိုက်တာမလို့မှုတယောက်ယောက်နဲ့တွေ့နေတာလားဒါမှမဟုတ်ဟိုတယောက်နဲ့လားအဲ့တယောက်ဆိုနှင်းသိတာပေါ့ဘုန်းတယ်လူချင်းချင်းသဘောတူထားတဲ့သူမလားသူနင့်ကိုဘာပြောသားသေးလဲအဆင်ပြေကြရဲ့လားဘာမှမပြေဘူးကွာအဲ့လူကအရင်ဆိုင်မဲ့တိတ်လားဘာလို့လဲဟာသူ့မှာချစ်သူရှိနေတာမို့လို့တဲ့ငါဘက်ကပဲညင်းလိုက်ပါတယ်လေဘယ်လိုလူလဲသူမကြိုက်တဲ့အစတွေကညင်းလိုက်လေကြတာပဲကောအဲ့တော့နေကဘာပြန်ပြောလိုက်လဲငါလည်းမိဘမျက်နှာမပြအောင်မလုပ်ဘူးလို့ပြောလိုက်တယ်လေအဲ့ဒါနဲ့ပဲအဲ့ဒီကောင်လေးထပြန်သွားရောဒါနဲ့နေဘလို့ဆက်လုပ်မယ်စဉ်းစားထားလဲမူပြောရခက်ပါတယ်မမီဆန္ဒကိုလည်းမလွန်ဆန်နိုင်ဘူးငါတော့မမီတဘောကိုလွန်ဆန်နိုင်မှာမဟုတ်ဘူးနင်ဒါနဲ့ပဲနင်တို့နှစ်ယောက်အဆင်မပြေပဲဘာဆက်လုပ်ကြမှာလဲသူ့ပုံစံကဆိုးလို့လားဟာမူလည်းဘာမှပြန်မပြောပဲစဉ်းစားနေမိတယ်မိဘတွေသဘောတူလို့ဒါလက်ခံလိုက်ရတာပါအဲ့လူကတော့ကြည့်မရတာအမှန်ပါဘလို့စိတ်နဲ့သူနဲ့အတူတူရှေ့ဆက်ပြီးသွားရပါမလဲသူကလည်းစိတ်ကြီးမူကလည်းမလျှော့နိုင်ပါမမီကြောက်တာမဟုတ်ရင်တော့သူ့ကိုလုံးဝမရှိပါခွန်းတယောက်ဒေါက်KBအခန်းတကားတောင်စောင့်ပိတ်လိုက်တယ်ဟဲ့အောင်ဖြည်းဖြည်းလို့ပါဟာမင်းကလည်းငါအခန်းတကားပြက်ကုန်အောင်မင်းကတမျိုးကွာစိတ်ရှုပ်ရတယ်ကြားတယ်ဘာလဲအစင်မပြေခဲ့လို့လားကွာအစင်မပြေခဲ့ဘူး तू ကဘာပြောတယ်ထင်လဲမိဘသဘောကိုမလွန်ဆန်နိုင်ဘူးတဲ့လေတော်တော်ကောင်းပါလို့နဲ့ကွာဟာတော်တော်မိုက်တာပဲကွာမင်းလိုလူပဲနေမှာပေါ့ကွာဟဲ့အောင်ဘယ်လိုလဲမင်းတို့သမီးလောက်ကမိုက်လားကွာလဝိရနာဆိုင်ပိုင်ရှင်ဆိုတော့မိုက်မှာပဲနော်ဟဲ့ငါမင်းနေတယ်လေကွာချော်လာမိုက်လားလို့ခေါင်းဆိုင်ထဲမှာသူမကိုပြန်မြင်အောင်လာမိတယ်တွေးကြည့်လိုက်ရင်သူမတကယ်လာတယ်အသားပြူပြူအရက်လဲရှည်တယ်ခြေတန်းတဲ့လက်ကလေးတွေဆိုရင်လည်းတွေ့လျနေတာပဲဒါအပြင်နှက်မောင်နေတဲ့မျက်လုံးမျက်တောင်ရှည်လေးတွေနဲ့တကက်မိမလာလေးပဲဟဲ့အောင်ဘာလဲကွာမင်းကလည်းလက်အောင်လက်နေငါမင်းနေတာစေကမကတော့ဘူးမင်းမဖြေဘဲနဲ့ကွာမသိတော့ဘူးကွာမင်းသိချင်ရင်မင်းသူ့ဆိုင်ကိုသွားကြည့်ပေါ့ကွာဟုတ်တာပဲငါတငယ်ချင်းနဲ့လက်ထပ်မဲ့မင်းကလေးဆိုတော့ဘလို့ပုံစံလဲဆိုတာငါသိရမှာပေါ့နောက်နေ့မှသွားအောင်မယ်ကွာဒါနဲ့မင်းဘာဆက်လုပ်မှာလဲကောင်းခန့်ငါဘာဆက်လုပ်ရမှာလဲငါအိတ်ကလေးကိုဘလို့ပြောရမှာလဲငါသူ့ဘလို့ရှင်းပြရမှာလဲကွာငါတော့မင်းမာသားနဲ့အရင်ကြီးစေချင်တယ်ကွာမင်းလည်းမင်းမာသားကိုပိုင်မလုပ်တာကောင်းတယ်ကွာခေါင်းအမေကအတော်ဆိုတာသူ့အသေးပါသူလုံးချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့သူမျိုးပေါ့ခေါင်းကတော့သူ့အမေစကားကိုလွန်ဆန်နိုင်ဖို့လည်းမမြင်ဘူးငါဘယ်မေကိုမလွန်ဆန်နိုင်ဘူးကောင်းခက်အဲ့ဒါဆိုမင်းအေဂရီနဲ့ဖြတ်လိုက်ပေါ့ကွာမင်းသူ့ကိုတကယ်မှမချစ်တဲ့ဟာဒါပေမဲ့ငါမပြတ်နိုင်ဘူးကွာဘာလို့လဲဟိုကမင်းကိုဘာတွေချုပ်ထားလို့လဲကွာငါသူ့ကိုတကယ်မချစ်ဘူးဒါပေမဲ့သူတကယ်နားလေတတ်တယ်ငါပေါ်လဲကောင်းတယ်ကွာတော်ပြီကွာမင်းကငါဘာမှစက်မပြောချင်တော့ဘူးတကယ်ပဲမင်းသာငါနေရာမှာဆိုရင်ဘာလို့မလဲကောင်းခက်မင်းသာငါနေရာမှာဆိုမှုတက်မီကိုရွေးမိမှာ
လှတယ်ချမ်းသာတယ်ကိုအားကိုတဲ့မင်းကလေးတယောက်ဧကရီကရုပ်ရည်လဲလှတဲ့အချိန်မပါပါဘူးကွာပြီးတော့သူ့စိတ်တဲ့ကငါတိတ်သဘောမကျဘူးမင်းမသိလို့ကွာသူအလုံးမှာဆိုအထက်လူကြီးတွေကိုအရန်ရောတာလိုတာထက်ပိုကဲတယ်ကွာအဲ့ဒါကြောင့်ငါတိတ်မကြည့်တာကွာအဲ့အကြောင်းတွေတိတ်တော့မပြောချင်ပါဘူးကွာဒါမင်းကိစ္စလေငါယူမဲ့သူမှမဟုတ်ပဲမင်းကိုဟာကိုတေချာစဉ်းစားဖို့ခွန်ရမမအခန်းထဲမှာအန်တီရောက်နေပါတယ်မူးဆိုင်ရောက်တော့ဝန်ထမ်းမလေးကပြောလာခြင်းဖြစ်တယ်ဟုတ်ပြီညီမလေးအမသွားလိုက်မယ်နော်အော်သမီးပြန်လာပြီလားဘယ်လိုလဲမောင်ရင်နဲ့တွေ့ကြတာအဆင်ပြေခဲ့ရဲ့လားပြေပါတယ်မမီဒါနဲ့မမီကဘယ်လိုရောက်လာတာလဲသမီးတို့အခြေအနေကိုသိချင်လို့ပေါ့ရှင်ဟုတ်ပါပြီမမီရဲ့ဒီနေ့တော့အတူတူပြန်ကြရအောင်နော်ခဏလေးသမီးဖိုင်တွေတိမ့်လိုက်အောင်မယ်ဖြည်းဖြည်းလုပ်ပါကွယ်ရပါတယ်ဟုတ်မမီခဏလေးနော်ညီမလေးမမပြန်တော့ပဲနော်ခဏနေရင်ဆိုင်ပိတ်ပြီးပြန်လိုက်ကြတော့နော်မိုးဆိုင်ကဝန်ထမ်းမလေးကိုမှာစရာရှိတာတွေမှားလိုက်တယ်ဟုတ်ကဲ့မမငါတို့တော့ဒီနေ့အလုပ်စောစောဆင်းရတော့မယ်ပြောလိုက်တာဟေးမြန်မြန်လောက်ကြဆိုင်ပိတ်ပြီးပြန်ရအောင်ခွန်းအိမ်ပြန်လာတော့အော်တားပြန်လာပြီလားနောက်ကြတယ်နော်တာဟုတ်မေမေကျွန်တော်ကောင်းခန့်နဲ့တွေ့နေလို့ပါအော်ဖေဖေတော်ပြန်ရောက်ပြီလားဟုတ်တယ်ကွာဒီနေ့နည်းနည်းစောစောပြန်လာတာတာအလုပ်တွေအချိန်ပြေတယ်မှတ်လားပြေပါတယ်ဖေဖေအေးပါကွာငါသားကိုပဲအားကိုးရတော့မှာဖေဖေကအလုပ်တွေသိမ့်မလုပ်နိုင်တော့ဘူးကွာအော်ဒါနဲ့သားသမီးလေးမှုနဲ့တွေ့ရတာအဆင်ပြေရဲ့လားခွန်းတယောက်မေမေမေးမယ်မှန်းကြိုသိနေပါတယ်လေဟုတ်ပါတယ်သမီးလေးကလိန်မာတာချမ်းပဲမေမေကိုဆိုအမြန်စိတ်ချမ်းသာအောင်ထားတာလေလှလဲလှတယ်တော်လဲတော်တယ်အိမ်မှုကိစ္စလည်းနိုင်နေတယ်ဒီအမေကသားအတွက်တကယ်အလှလေးရှာပေးထားတာပဲနော်ဟုတ်တယ်ဖေဖေတို့နဲ့မှုမေမေတို့ကအထက်တန်းတွေကတငယ်ချင်းတွေလေပြီးတော့မင်းအမေနဲ့လည်းအရှမ်းခင်တာပေါ့ကွာဖေဖေကမင်းအမေကိုလိုက်ဖို့မှုတို့အမေကိုကတ်ဖားပြီးလိုက်ခဲ့တာဟိုကလည်းသူ့တငယ်ချင်းကိုအရန်ဥတော်ပြီးနောက်ကြမှာဖေဖေအကြောင်းကိုသိပြီးသူကပါအတင်အောင်တယ်လှုပ်လိုက်လို့မင်းမမေကိုအပိုင်သိမ့်လိုက်နိုင်တာကွအခုကလည်းဘာတွေလျှောက်ပြောနေမှန်းမသိဘူးခွန်တရမိဘတွေစကားကိုနားမထောင်ပဲနဲ့သွေးချင်ရတာသွေးနေမိပါတယ်တာနောက်နေ့ကျမင်္ဂလာဝတ်ဆောင်သွားကြည့်ကြနော်ဒီဇိုင်နာကိုအကုန်ပြောပြပြီးသမီးလေးပါခေါ်သွားလိုက်သိလားမေမေသူအတန်တိတ်တိတ်လေးနဲ့ခေါ်လိုက်တယ်စိတ်ထဲမှာတော့စိုးရင်စိတ်နဲ့တူတားပါချစ်သူရှိတယ်လေမေမေတော်တော့ခွန်မင်းကိုမေမေအကုန်ပြောထားပြီနော်ဒါပေမဲ့တားမှချစ်သူရှိတာကိုတခြားမင်းကလေးတယောက်နဲ့လက်ထပ်ရမယ်လေလားမဖြစ်နိုင်တာမေမေရာမင်းကိုဖျက်ဖို့ပြောပြီးသားပဲပြီးတော့အဲ့ကလေးမကိုသဘောမကျအောင်လူတကာနဲ့ရောနှောနေပြီးအတင်လိုက်ကန်နေတာမင်းမသိရလားကွာမသိချင်အောင်စောင့်နေတာလားမေမေသူ့ကိုတကယ်စိတ်တုန်နေဖို့ပါတာမင်းသူ့ကိုလက်ထပ်ဖို့ထိရွေထားတာလားကွာရုတ်တရက်တင်းငိမ့်စွာမေးလာတဲ့ဖေဖေအဲ့ဒါကြောင့်သူဆိုရင်သွားတယ်သူမကိုကြိုက်လို့တွဲတာတွဲနေတာတော်ကြားမှာအရန်အေးစင်းနေတယ်တပတ်နှစ်ခါလောက်သာချွင်းထွေးဖြစ်တယ်သူမကိုမချက်ပါလက်ထပ်ဖို့အထိတွေးထားတာလည်းမဟုတ်ခဲ့ပါကျွန်တော်အဲ့လိုအတွေ့မျိုးလည်းမရှိပါဘူးဖေဖေအဲ့လိုဆိုမင်းသူ့ကိုဖျက်လိုက်ပါလားတာဖေဖေတို့စီစဉ်သလိုသာလုပ်ပါဖေဖေတို့ကအကုန်သားကောင်းဖို့အတွက်ပဲလုပ်ပေးတာမလို့ပါဟုတ်ကျွန်တော်စဉ်းစားလိုက်ပါအောင်မယ်သူအဲ့လိုပြောဖို့သာတတ်နိုင်ပါတော့တယ်အမြန်ဆုံးဆုံးဖြတ်ချက်ချထားပါဘိုးရနောက်လာထဲမှာလုံမှာနော်မေမေကဂျပန်လေးတန်မမနဲ့ပြောလာပြန်တယ်ဟုတ်မေမေတာသွားနေပြီနော်အခန်းထဲကဂရင်ပေါ်မှာစိတ်ပြက်လက်ပြက်လဲချလိုက်မိတယ်သူအတွေးထဲမှာတော့မှုကိုမချစ်ပေမဲ့လက်မခံနိုင်စရာအကြောင်းမရှိပါလေအဖက်ဖက်တော်နေတဲ့သူ့ကိုလက်မခံနိုင်စရာမရှိပါဒါပေမဲ့သူမကြိုက်တဲ့သူနဲ့အတူတူနေရမှာကိုလည်းသူမဖြစ်ချင်ပါအေဂရီကလည်းမေမေတို့ပြောသလိုဖြစ်ပေမဲ့သူမအဲ့လိုတခြားသူတွေနဲ့အတူတူမြင်တွေ့ရရင်လည်းတုံရင်တူတာစိတ်မကောင်းဖြစ်တာမျိုးမရှိသူမကိုမချစ်ပါဒီတိုင်းရေးစားထားဖို့စဉ်းစားထားတဲ့ချိန်အေဂရီနဲ့တွေ့ခဲ့ပြီးတွေ့ဖြစ်ခဲ့ကြခြင်းသာသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပြီးတော့တစုံတယောက်ကိုဖုန်းခေါ်နေတယ်ဟယ်လိုအေဂရီမနှက်ပြန်ကိုတို့တွေ့ကြရအောင်ကွာကိုတို့ထိုင်နေကြဆိုင်မှာပဲကိုလာခေါ်လိုက်မယ်နော်good night ညီမလေးမမလမ်းမှာကားပြတ်နေလို့နည်းနည်းနောက်ကျမယ်နော်မနှက်လို့သွားဖို့ပြင်နေတဲ့ချိန်မှာလမ်းထိပ်ရောက်မှာကားဟာပြတ်နေတယ်ဟုတ်ညီမတို့ကြည့်လို့ထားလိုက်ပါမယ်မမဟုတ်ပြီအရေးကြီးရင်မမစီကိုဖုန်းဆက်နော်ဟုတ်အရေးကြောင်းဆိုကားကဘာဖြစ်မှန်းကိုမသိဘူးတကယ်စိတ်ပြက်တယ်ခွန်တယောက်အေဂရီနဲ့ချိန်သားတဲ့ဆိုင်ကိုသွားနေစမှာကားပြတ်နေတဲ့မိုးတက်မီကိုတွေ့လိုက်တယ်အဆောက်တော့မမီတရားဆောင်သွားဖို့ဆုံးဖြတ်ထားပေမဲ့တကယ်တော့သူမကားနားကိုရက်ပြီးတော့မှန်ချတာဘာဖြစ်နေတာလဲမှုရုတ်တရက်
သူမနားလာရတဲ့ကားကြောင့်ကြောင်သွားတယ်။အော်ဟိုကားရုတ်တရက်ထွေးရသွားလို့။အော်ဒါနဲ့ဘယ်သွားမှာလဲ။ဟိုဆိုင်မဲသွားမှာပါ။ကျွန်တော်လိုက်ပို့ပေးမယ်လေ။အဲ့ဘက်သွားမှာဆိုတော့လမ်းကြုံနေဗျ။ရပါတယ်ကျမတငယ်ချင်းကိုလမ်းခေါ်ထားလိုက်မယ်။နင်းငါကားပြတ်နေလို့ငါ့ကိုတစ်ချက်လောက်ခေါ်ပေးလို့ရမလား။ဟဲဟုတ်လားရပါတယ်။အားဆိုငါကို့ဘာသာကိုလာလိုက်မယ်လေ။ထိုစကားကိုကြာတော့ခုံးတစ်ချက်ခိုးရင်မိတယ်။ဒီမင်းကလေးတော်တော်မာနကြီးပါလား။ငါလိုလူကခေါ်ရအောင်ညင်းနေပေါ့လေ။ဟိုလေကျမကိုလိုက်ပို့ပေးလို့ရမလား။ငါအစတည်းကမင်းကိုလိုက်ပို့ဖို့ခေါ်နေတာလေ။မင်းကမာနကြီးနေတာကွာ။ဟိုအဲ့လူကြောင့်စိတ်ထဲနည်းနည်းတူသွားတယ်။ဒါပေမဲ့လည်းဒီလမ်းမှာကတက်စီလဲငှားဖို့ခက်တာကြောင့်အကူကြီးတောင်းလိုက်ရလေတယ်။ကားပေါ်ရောက်တော့လဲနှစ်ယောက်သားတိတ်ဆိတ်နေကြတယ်။မူးကလည်းမှန်ဘက်ပဲမျက်နှာလဲပြီးတော့ဘေးကလူကိုတစ်ချက်တောင်မကြည့်ဘူး။ထိုလူကလည်းကားကိုသာမောင်းပြီးတစ်ချက်တောင်လည်းမကြည့်ဘူး။နောက်ဆုံးမှာတော့ထိုလူကမင်းကတူးတော့သမီးလားကွာ။သူမကစကားပြောမလာတော့သူ့အပဲစမေးလိုက်ရတယ်။ဒါနဲ့ငါနဲ့လက်ထပ်ဖို့ဘာလို့သဘောတူခဲ့ရတာလဲ။ကျမပြောပြီးပြီလေလူကြီးတွေဆန္ဒအတိုင်းဖြစ်စေချင်လို့ပါလို့မင်းကတကက်ကိုသမီးလိမ်ပါလေးပဲကွာရှွတ်တော့ပြောနေတဲ့သူကြောင့်သူမမျက်စောင်းအနှမ်းငယ်ထိုးမိသွားတယ်ဟုတ်တယ်ကျမမမီစကားကိုနားထောင်နေငငယ်လေးကမမီနဲ့ပဲနေခဲ့တာဆိုတော့မမီစိတ်ဆင်းရမလုပ်ချင်ဘူးအဲ့ဒါကြောင့်ကျမလက်ခံခဲ့တာဟုတ်ပါပြီမင်းကညင်ဖို့ဆန္ဒမရှိဘူးဆိုတော့နောက်နေ့ကျရင်ဝတ်စုံသွားချိဖို့ငါလာခေါ်မယ်အစင်သက်လုံထားလိုက်ရောက်ပြီဒီမှာပဲချပြီးတော့မှုခပတ်ပြုတ်ပြီးတော့တကားဖွင့်ဖို့လို့တော့ခဏလေးမင်းဖုန်းနံပါတ်ပေးခဲ့အောင်ဖုန်းထိုးပေးလာတာကြောင့်ပုံလဲဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်တယ်ပြီးတော့ထပ်သွားခဲ့တယ်ဟမ်ကျေးဇူးတင်စကားတော့မပြောသွားအောင်သူမအကြောင်းကိုတွင်းနေရင်နဲ့အီဂရီနဲ့ချိန်ထားတာကိုတတိယသွားတယ်ဟာသွားပါပြီနောက်ကျနေပြီကွာအီဂရီတယောက်10နာရီတည်းကချိန်ထားတယ်သူ့ကိုစောင့်နေပါတယ်အခု10နာရီခွဲထိရောက်မလာသေးတာကြောင့်စိတ်တော့နည်းနည်းတုန်နေတယ်အီဂရီနောက်ကျသွားတယ်ကွာတောင်းပန်ပါတယ်နော်နောက်ဆုံးတော့သူရောက်လာပါပြီစားပါတယ်ခွန်ရင်အားနာစရာလားအီဂရီရောက်လာတာမကြသေးပါဘူးဒါနဲ့ဘာလို့ရုတ်တရက်ကြီးချိန်လိုက်ရတာလဲအဲ့ဒီစကားကိုခွန်တိတ်တော့မကျင်နှက်ပေဟုတ်ပါတယ်သူတို့နှစ်ယောက်ကတပတ်မှ2ရက်လောက်သာတွေ့ဖြစ်ကြတယ်တွေ့တဲ့အချိန်တိုင်းရုပ်ရှင်ကြည့်တာကော်ဖီဆိုင်ထိုင်တာအဲ့လောက်ပဲလို့ဖြစ်ကြတယ်ကိုပြောစရာရှိတယ်ကွာသူ့ဘက်ကပဲစပြောလိုက်တယ်ကိုလက်ထက်ရတော့မယ်ဟမ်ဟုတ်တယ်ကိုအိမ်ကပေးစားမဲ့သူနဲ့ယူရတော့မယ်ကွာဟမ်တစ်ချိန်ချိန်အဲ့လိုစကားတန်ကြီးကြားရမယ်ဆိုတာသိပြီးသားပါဟုတ်ပါတယ်အီဂရီကခွန်းကိုတထေးကြီးမို့တာကတ်နေတာပါသူမအဲ့လိုပါပဲရင်ရင်လေးနဲ့လှတဲ့သူမလို့လူတိုင်းရဲ့မျက်စိထဲအေးချမ်းတယ်လူကျစ်တို့ခင်ပေါ်အောင်လည်းနေတတ်တယ်လေပတ်စံရှိတဲ့သူတွေကိုပဲပေါင်းတတ်တယ်ခုံးကောင်ကလည်းတငယ်ချင်းတယောက်စီကချမ်းသာကြောင်းချောကြောင်းကြားပြီးတော့ကတ်ခဲ့တာပါတွဲကစားကခွန်းကအရန်လိုလိုက်လူကျင်နာများသမျှအကုန်ဝယ်ပြီးတော့ပိုကြိုက်တာပေါ့နောက်ပိုင်းမှာခွန်းကအချိုးတွေပြောင်းသွားပြီးတော့ဘာမှလည်းဝင်မပေးဘူးပတ်စံလည်းတောင်းလို့မရတော့လို့သူမအလောက်ကတခြားမန်နေဂျာတွေတထေးတွေနဲ့အရောတဝင်နေတာပဲသူမလည်းမြန်မာဆန်ဆန်ကောလုံးခက်လက်လာမလို့ညင်သူတိုင်းသဘောကျစရာရုပ်အရန်မချောပေမဲ့အသားခန့်ညွန့်ညွန့်နဲ့မြန်မာဆန်နဲ့အလှပိုင်ရှင်ဆိုတော့လူတိုင်းကချက်ကြတယ်ကောင်းပြီလေရှင်းလို့လူကကျမကိုဘယ်လိုချင်ပါမလဲပုဒ်တမီလိုမျိုးချော်မော်ပြီးလာတာကိုပဲကြိုက်တာပေါ့ဟုတ်တယ်မလားနှစ်ယောက်သားတာယာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်နှုတ်ဆက်ခဲ့ပါတယ်ခွန်းကြောင်တောင်ဖြစ်သွားတယ်သူမတော့ကအဲ့လိုစကားတွေထွက်လာမယ်လို့သူမထင်ထားခဲ့ပါဟိုင်းဟဲနင်းဘယ်ကနေဘလို့ရောက်လာတာလဲအမေရှင့်စီလာတာပါနော်ဟုတ်ပါပြီလာရင်ကအမေနေလေတကယ်ကိုပဲသိလားနေအကြောင်းငါမသိဘူးထင်နေသလားစကားကိုနားလည်အောင်ပြောနင်းနေမနေ့ကဘသူနဲ့လာတာလဲငါမနေ့ကကားပြတ်တာနဲ့လမ်းမှာခေါ်မြတ်တာနဲ့တွေ့လိုက်လို့လိုက်လာတာလေဟမ်ငါအကြံအောင်မြင်တာပေါ့ဟမ်နေဘာတွေပြောနေတာလဲနင်းတကယ်ကငါအားပါတယ်နေဘေးမှာသူ့အတန်ကြားလိုက်တာနဲ့ငါလည်းခွင်ဆန်လိုက်တာဟဲ့ကြည့်စမ်းနေသိမ့်မမက်မူးကနင်းရဲ့ခါကိုအသားလေးဆွဲလင့်လိုက်တော့တယ်ဟုတ်တာမမေးကြည့်ပါငါပိုင်းစာနေပြီပစ္စည်းတွေသိမ်းတော့ဟုတ်ပေါ့သားစားကြရအောင်အေးငါဝိတ်တက်လာရင်နေတရားခံမယ်နော်ဟဲ့အောင်မင်းကလည်းထူးထူးဆန်းဆန်းဟုတ်ပေါ့စားဖို့ငါ့ကိုခေါ်ရဲဆိုတော့ကွာပျောက်ဆက်ဆက်ပြောလာတဲ့ကောင်းခန့်ကြောင့်ခွန်းရီချလိုက်တယ်ဟာမင်းကလေတကယ်ပဲငါဒီနေ့စိတ်ရှုပ်နေလို့မင်းကိုခေါ်လိုက်တာပြောပါအောင်ဘာတွေစိတ်ရှုပ်နေတာလဲငါဒီနေ့အီဂရီနဲ့တွေ့ခဲ့တယ်ကွအဲ့တော့ तू ကဘာပြောလဲ तू ကသိနေပြီးသားတဲ့ပြီးတော့ပျော်ရွှင်သားရပါစေလို့ပြောပြီးတော့ထွက်သွားတယ်ကွာဟာ तू အဲ့လိုလည်းပြောလို့ရလားငါလည်းအဲ့ဒါကြောင့်စိတ်ထဲတွင်းနေတာ तू ကဘာလို့အဲ့လိုလုပ်ရတာလဲဘာမှတွေးမိနေခွန်အဲ့တော့ရှင်းသွားပြီလို့တော့မှတ်လိုက်ပေါ့ကွာပြောတာနေလိုက်တော့
သူတို့နှစ်ယောက်စကားကောင်းနေတော့ဘေးရဖြတ်သွားတဲ့သူတစ်ယောက်ရဲ့ကိုသိန်းနဲ့လေးကြောင့်သူ့စိတ်ထဲတွင်မိလိုက်တယ်။သူတည်နဲ့လေးကိုရင်းနှီးနေတယ်။သူကြည့်လိုက်တော့သူတို့တွေရဲ့မျက်နှာချင်းဆိုင်ဝိုင်းမှာထိုင်နေတဲ့မိန်းကလေးကြောင့်သူအဲ့ဒီဝိုင်းကိုစိုက်ကြည့်နေမိတယ်။ခွန်းပါတွေအဲ့လောက်ကြည့်နေရတာလေ။ဟဲ့အောင်ခေါ်နေတာမထူးတဲ့တငယ်ချင်းဖြစ်သူကြောင့်ကောင်းခန့်သူ့ကိုဖျက်ရိုက်လိုက်တော့တယ်။အာဘာလို့ရိုက်တာလဲကွာ။ငါခေါ်နေတာကြာလာပြီကွာ။ဘာလို့လောက်ငင်းနေတာလဲ။ခေါ်မင်းခေါ်ပြလိုက်တော့ကောင်းခန့်တရဝိုင်းကိုလဲကြည့်လိုက်တယ်။မှုတက်မင်းသူ့ပဲ။ဟာလှလိုက်တယ်မိန်းကလေးကွာ။ခွန်ရှေ့အကောင်ကြောင့်စိတ်တွေတိုးလာတယ်။တော်ရုံကြည်စမ်းပါကွာမင်းရလွန်နေ။တိုင်မင်းအိမ်ရန်ကန်ကောင်းနေကွာ။အဲ့ဒီမိန်းမလေးကမင်းရဲ့သတို့သမီးလား။မင်းမှန်နေငါသားမင်းမသားရဲ့စကားတာနားထောင်လိုက်တာမှန်နေကွာ။ဟာကွာမင်းဒီတိုင်းထိုင်နေတော့မှလားကွာ။သွားနှုတ်ဆက်တဲ့နယ်လေကွာမထင်ဘူးလား။ तू ပြောမှကွန်စဉ်းစားမိတယ်။ तू ကငါ့တော်မှဖြစ်တာ။ငါကသွားနှုတ်ဆက်ဆရာလားကွာ။အော်မာနာကြီးသားရဲ့မင်းရကွာဘာမဟုတ်တာကိုမာနာကျင်းနေသေးတယ်။စားကွာပြီးရင်သွားတော့ကြရအောင်စိတ်ပြတ်နေတယ်။တစ်ဖက်မှာတော့ဒါနဲ့ပြောပါဦးမှုရင်မနေ့ကအစင်မပြေးရလား။မှုမငါမင်းနေတယ်ဒီကြားလား။အော်ဟမ်ဟောပြောစမ်းမှာရှက်မနေနဲ့တည်ကျင်လို့ပါ။ तू ကနောက်ရက်ကျဝစ်စုံသွားကြည့်ရအောင်နဲ့လေပြီးတော့ဖုန်းနံပါတ်လေးလည်းတောင်းလို့ပေးလိုက်တယ်ဟဲ့။ဟာအချင်းကြီးကပေဆိုးလို့လေကွာ။ဒါပဲလားတခြားဘာတွေရောပြောကြသေးလဲဘာမှမပြောဘူးကွာဟင်နေရကလည်းမဟုတ်သေးပါဘူးကွာသူနဲ့တော်စမ်းမှာတော့ကွာစားရအောင်ပြီးရင်တော့နိုင်မားကတ်မှာဈေးရင်သွားဝယ်ကြမယ်ကွာโอเคငါလည်းဝယ်စရာရှိသေးတယ်ဟာချောင်းတန်တစ်ချက်ထွက်ပေါ်လာတယ်ဟမ်သူမတို့နေရာစကားကောင်းနေကြတော့ဘာလဲမတွေ့ချင်တဲ့မျက်နှာတွေ့လိုက်ရလို့စိတ်ပြတ်သွားတာလားဟမ်မဟုတ်ပါဘူးဒါနဲ့ရှင်ကဘယ်လိုလုပ်ရောက်နေတာလဲဒါငါတငယ်ချင်းနေသူနဲ့ဟောဖို့လာစားတာကောင်းခန့်ဒါမှုတက်မီတဲ့ကွာတွေ့ရတာဝမ်းသာပါတယ်ဗျာကောင်းခန့်ပါလက်လေးကမ်းပေးလာတော့သူမလည်းပြန်နှုတ်ဆက်လိုက်တယ်ဟုတ်မှုတက်မီပါဒါကကျမတငယ်ချင်းနှင်းဆက်လေနှင်းဆက်သူကခေါ်မြတ်တာပဲသိပါပြီရှင်ကျွန်တော်ကမှုတက်မီကိုတွေ့ဖူးချင်နေတာအခုမှပဲတွေ့ဖြစ်တော့တယ်ဒါနဲ့မှုလို့ပဲခေါ်မယ်နော်ရတယ်မလားရပါတယ်ဒါနဲ့ရှင်တို့စားပြီးကြပြီလားနေရမေးလာခဲ့လိုက်တယ်ကျွန်တော်တို့စားပြီးပါပြီတွေ့တယ်လို့လမ်းတို့ဆက်တာပါဒါဆိုခွင့်ပြုပါအောင်နော်ကောင်းပါပြီအဲ့ဒီခါကောင်းခံကမှုကျွန်တော်တို့သွားလိုက်ပါအောင်မယ်နော်နောက်မှတစ်ခေါက်ထပ်ဆောင်ကြတာပေါ့ကောင်းပါပြီရှင်သူတို့လက်ဒီလောက်ပဲပြောပြီးတော့ထွက်လာလိုက်တယ်မင်းကလည်းနော်ခုမှတွေ့ဖူးတဲ့သူကိုလက်ဆွဲနှုတ်ဆက်ရတာနဲ့ဘာနဲ့ညာနဲ့တော်တော်တက်နေတာလားဟမ်ဟုတ်လားဘာလဲမင်းတို့သမီးလောင်းလေးကိုကိုဟာထီလို့တဝင်းဆိုနေတာလားကွာအဲပေါ့လေမင်းတော့မကန်ဘူးသေးတာငါကန်လိုက်တော့တော်တော်အဆိုင်ထိသွားမှာပဲနော်လက်ထပါစက်မပိတ်သေးရင်ကားပေါ်ကဆင်းတော့နော်ဟုတ်သားဆရာကွန်တိုထိတော့လိုက်ဖို့ပါအောင်ဗျာတောင်းပန်ပါတယ်ငါလေအဲ့ဒီကောင်းခန့်ဆိုတဲ့သူကိုကြည့်လို့ကိုမရှောင်ရုတ်တရက်ကြီးပါလားနှင်းရင်ဟုတ်တယ်လေမင်းလေးတယောက်ကိုခုမှတွေ့ဖူးတယ်လက်ဆွဲနှုတ်ဆက်လိုက်သေးတယ်ကိုတက်ကချင်းရဲ့ဇနီးလောင်းကိုများအာမနာရှာမကျုံနဲ့တော်ပါတော့နှင်းရင်နင်ပြောတာငါစက်သိမ်းမှထလာပြီဘာလို့ဇနီးလောင်းလဲဟဲ့ဟုတ်တာပဲလေမကြခင်ဖြစ်လာတော့မှကိုခွန်ဖုန်းကန်ရင်အတွေ့ပေါင်းများစွာဖြင့်ငါစိတ်ရင်ကောင်းမလားနေပါဦးခဏနေမှတွေ့ထားတာတမျိုးကြီးဖြစ်နေမလားမဖြစ်သေးပါဘူးဒါပေမဲ့ဝစ်စုံဟုတ်တယ်ဝစ်စုံတောင်းပြပြီးတော့ဆက်ရမယ်လေဟုတ်တယ်ဟင်မကန်ဘူးဘာလဲဖုန်းစိတ်မလို့လားဘာလို့နေရလဲမသိပြန်မရောက်သေးတာများလားအခုဆိုပြန်ရောက်တင်နေပါပြီငါဘာဖြစ်နေတာလဲဒီခံစားချက်ကြီးကဘလို့ကြီးလဲမဖြစ်သေးပါဘူးကွာစိတ်ထင်းဆန်ခေါ်မြတ်တာမင်းကအဲ့လိုလူမှမဟုတ်တာဟုတ်တယ်စိတ်ထင်းဆန်ပါကွာလေဘူးတစ်ချက်မုတ်ထုတ်လိုက်ချိန်မှာတော့ဖုန်းဝင်လာတယ်ခွန်းတယောက်အမြန်ကောက်ကင်လိုက်တယ်ဟယ်လိုဟုတ်တစ်ဖက်ကဖုန်းခေါ်ထားလို့ပါရှင်ဘာသူလဲမသိပါဘူးနော်မင်းကငါ့တော့မသိဘူးပဲရှင်တစ်ဆက်တည်းမှာပဲရှင်ခွန်းမြတ်တာလားဘာလဲအတန်တော်မမှတ်ပြီဘူးပေါ့မဟုတ်ပါဘူးရှင်ဖုန်းဆက်လာမယ်လို့မထင်လို့ပါဖုန်းခေါ်တာတော့မကင်အောင်အလုပ်တွေရှုပ်နေတာလားဗျာစကားကိုအကန့်အနေနဲ့ပဲပြောတတ်တဲ့သူကြောင့်မူစိတ်နေနဲ့တို့သွားတယ်ကျမရေချိုးနေလို့ပါဖုန်းတန်မကြားလိုက်လို့ပါမနေ့ပြန်မင်းအားလာဝစ်စုံသွားကြည့်ဖို့လာခေါ်မယ်ကွာအားပါတယ်ဘယ်ချိန်လဲ9 နာရီလာခေါ်မယ်ရမလားရတယ်လေပြောစရာကြံသေးလားမကြံတော့ရင်ဒါပဲနော်ဘာလဲဟာစကားတော်မဆုံးသေးဘူးဖုန်းချသွားတယ်တစ်ပတ်တွင်လဲမှုရင်နေအစမတန်ခုန်နေတယ်သူဖုန်းဆက်လာတယ်ပြီးတော့ဝစ်စုံသွားရေးဖို့တယ်လေနောက်ဆုံးမှတော့သူလက်ခံလိုက်တာလားဘာပဲပြောပြောသူနဲ့ငါလက်ထက်ရတော့မှလားပူးစိတ်တဲ့တွေ့ရင်အရန်နေရေခုန်နေမိတယ်
မမီအိပ်ပြီလားမမမီအခန်းစီသွားလိုက်ကမအိပ်သေးပါဘူးသမီးရဲ့ဒီမှာစရင်လေးတွေမပြတ်သေးလို့လေဒါနဲ့သမီးကြည့်ရတာမမီကိုပြောစရာရှိနေတယ်လို့ပဲနော်ဟုတ်မနေ့ပြန်မနေ့ခွန်ပြတ်တာကဝစ်စုံကြည့်ဖို့လားခေါ်တော့မယ်တဲ့အဲ့ဒါသမီးသွားဖို့လားပြောတာပါအော်တားနဲ့သွားမှာပဲမမီကိုပြောနေစရာတော့မလိုပါဘူးသမီးရဲ့တားနဲ့ရင်းနေပြီလားရင်းနေအောင်နေနော်အရိုက်အေးမနေနဲ့မကြခင်ယူကြတော့မယ်ဟောင်းဟုတ်ပါပြီမမီရဲ့တောက်ဆိုသမီးသွားအိတ်တော့မယ်နော်မနေ့ပြန်ကြတော့ခွန်သမအိမ်ကိုအစောကြီးရောက်လာတယ်အော်တားလာပြီလားဟုတ်ကဲ့ဗျသမီးခဏနေဆင်းလာလိမ့်မယ်လာထိုင်လေးတာဟုတ်ဟင်တားလေးကတကယ်ချောလေးပဲမြတ်တူကတော့တာချောလေးမွေးထားတာပဲဟုတ်ကျေးဇူးပါအန်တီဒါနဲ့သမီးကိုအပ်ပါတယ်ကွယ်သမီးကအရန်အေးတာသူကလေလူလဲကြောက်တတ်သေးတယ်တားကပဲသမီးလေးကိုထဲပေးပါအောင်နော်ပြီးတော့သူကအရင်ကရီးစားတော့မထားခဲ့ဘူးရီးစားထားဖို့နေတဲ့သားကောင်းလေးတငယ်ချင်းတော့ရှိတာမဟုတ်ဘူးအန်တီကတော့တားနဲ့မှသမီးကိုစိတ်ချရမှာပါကွယ်စိတ်ချပါဗျကျွန်တော်ဂရုစိုက်ပေးမှာပါအဲ့ဒီအချိန်လေးကားပေါ်ကဆင်းလာတဲ့မှုဒီနေ့ပေါ့ပေါ့ပါပါ Forest Test လေးကြိုးတစ်ချောင်းလေးနဲ့အပေါ်ထက်အပါလေးဝတ်ထားတယ်ရုပ်ဝင်မဲ့သူကတကယ်လာတယ်ခွန်တရာမျက်လုံးကမှုန်းသားကိုမခွာနိုင်တော့ပါရောက်နေတာကြပြီလားတားရောက်နေတာမကြသေးပါဘူးသမီးရဲ့မမီးကကြားနေဖြတ်ပြောလိုက်တယ်ခွန်ငေးကြည့်နေစေအဲ့ဒါဆိုသွားကြမယ်လေအော်သွားရအောင်မမီးကျွန်တော်တို့သွားရမယ်နော်မနေ့စာစားသားပါအောင်သမီးရဲ့ကျွန်တော်တို့အပြင်မှာပဲစားလိုက်တော့မယ်အန်တီဟုတ်ပါပြီရှင်ကားလေးကယူဆိုင်မအောင်နော်ဟုတ်သွားလိုက်ပါအောင်မယ်ဗျသွားပြီနော်မမီးတက်တာဒေါက်တာခင်တယောက်သမီးလေးကိုကြည့်ပြီးတော့ပီတိတွေနဲ့ကြံရင်ခဲ့တယ်သမီးလေးကိုစိတ်မချလို့အချိန်တန်ရင်တကယ်ချင်းဖြစ်သူမျက်ရည်သားလေးနဲ့သဘောတူထားခဲ့တာဟိုးရင်ကလေးကပါအခုတော့ဆန္ဒတွေတကယ်ဖြစ်လာပြီမလို့သူစိတ်ချမိပါတယ်ဒါနဲ့မဲပါစားကြလဲကွာကျမကဘာပဲဖြစ်ဖြစ်စင်ပြေပါတယ်โอเคအဲ့ဒါဆိုဟိုဆိုင်မဲဝင်လိုက်မယ်မိုးမီနိုးကြည့်ရင်ရှင်မစားတာရှိလားဘာစောမစားဘူးအော်မူးလဲဝေတာလေးစီမလိုက်ပြီးဘာစောကဘာလို့မစားတာလဲမတက်တာပါလက်ချစ်ရှိတယ်မူဘာမှပြန်မပြောတော့ပဲကောင်းပင်းနှိပ်ပြလိုက်တယ်အော်ဒါနဲ့ငါတို့ pre wedding ရိုက်ဖို့ဘာမှရိုက်မလဲဘယ်လိုစဉ်းစားထားလဲကွာဘေကွန်မေးလာခြင်းဖြစ်တယ်ဟင်ရှာအောင်မလားရှာရမှာပေါ့ကွာမူကမိဘတွေဆန္ဒကြောင့်လက်ခံလိုက်တာဖြစ်ပေမဲ့သူ့ကိုမြင်ချင်းစိတ်ထဲကစိတ်ဝင်စားခြင်းပါသူမကရီးစားထားလည်းမထားဘူးအချစ်ကိုမခံစားတတ်ပေမဲ့သူနဲ့ကြအဲ့လိုမဟုတ်ပါဘူးမူကိုသိပါတယ်သူမသူ့ကိုချစ်နေမိတယ်ဒါပေမဲ့သူ့ဘက်ကဒီမင်္ဂလာကိစ္စကိုစိတ်ဝင်စားဖို့ပဲထင်ခဲ့တာပါဒါပေမဲ့သူ့ဘက်ကဝေးဆောင်ကိစ္စရောဓာတ်ပုံရိုက်ဖို့ရောပြောလာတာမလို့သူမပြောမိပါတယ်ဟိတ်မင်းနေတယ်လေအော်ရားတယ်လေဘယ်နေရာဖြစ်ဖြစ်စတူဒီယိုတစ်ခုမှာပဲရိုက်ထက်ကြလေကြပါတယ်ငါတော့ပန်းချန်နဲ့ရိုက်ကြမလားလို့အခုတလောနာမည်ကြီးနေတဲ့ပန်းခင်းရှိတယ်လှတယ်အဲ့ဒီနေရာမှာရိုက်မလားလို့ရှင့်သဘောပါပဲသူတို့နားကိုကတ်လာတဲ့တစုံတစ်ယောက်ကြောင့်နှစ်ယောက်သားစကားရက်ပြီးမော့ကြည့်လိုက်တော့ဟိုင်းဘာလဲခွန်ဧကရီကိုတွေ့ရတာတရေတွေ့လိုက်တယ်လို့မျိုးလားဟင်အဲ့လိုဖြစ်နေတာလားအင်းပေါ့လေမတွေ့တာကြားတဲ့သူကိုတွေ့လိုက်လို့ဖြစ်မှာပေါ့အေးထဲမှာရီးစားဟောင်းကတမျိုးခုံးစိတ်တဲပြောလိုက်တယ်မဟုတ်တာဒါနဲ့ဘာကိစ္စရှိလို့လဲကွာကောင်လေးနဲ့ shopping လာတာလေသူကဟိုဘက်သွားနေလို့လာနှုတ်ဆက်တာပါဒါလေးကခွန်လက်ထက်မဲ့မိန်းကလေးလားရင်အချော်လေးပဲနော်အဲ့ဒါကြောင့်ဧကရီကိုခြံထားခဲ့တာပေါ့ဟုတ်လားမှုသဘောပေါက်လိုက်ပါပြီသူ့ရဲ့အီးဟေးဆိုတာဒုံးနဲ့မဲကဧကရီဥပါခွန်ရဲ့ရီးစားဟောင်းပါကျမမူးတတ်မေပါတွေးကျင်နေတာခွန်ရဲ့ကောင်မလေးကဘလောက်လားလို့လဲလို့လေအခုတော့တွေ့ရပါပြီအကျန်းကိုလာတာကိုဧကရီရဲ့ကျင်နာကြောင့်စကားတွေကိုဟုတ်တာမဟုတ်တာအကုန်သားပြောနေပြီလေခွန်တယောက်ကတော့ဘာမှမပြောဘဲနှုတ်ဆက်နေပါတယ်ဒါနဲ့ပွဲကြဖိတ်လိုက်နော်ကောင်လေးနဲ့တူတူတက်ခဲ့မယ်ကောင်းပါပြီအရောက်ဖိတ်လိုက်ပါမယ်သူလည်းပြပြတသားပြောလိုက်တယ်ဧကရီတယောက်ခက်ရွက်ပြီးတော့ထပ်သွားတော့မှငါတောင်းပန်ပါတယ်ဘာကိစ္စသူပြောခဲ့တာတွေကိုကွာရပါတယ်မလို့ပါဘူးသွားရအောင်လေကျမလည်းဆက်စားဖို့အဆင်မပြေတော့လို့ဟမ်မေမေတို့ကတော့သူ့သားအရင်တယောက်လုံးတော့မြင်ရလားမသိတော့ဘူးရောက်ထရသူ့ချွေးမကိုပဲခေါ်သွားလိုက်တာသားရင်ကိုတော့လက်ကြည့်ပေါ်မရအောင်မိမိသားဒီမှာပါနော်အမလေးဟဲ့သူ့ကိုမခေါ်လို့လာရစ်နေတယ်မှုကအဲ့လိုကလေးဆက်ဆန်လုံးနေတဲ့သူကိုရှင်းမိလိုက်တယ်လူစုံမီဆိုတော့အေးအေးဆေးဆေးစားရင်းနဲ့စကားပြောကြရအောင်လေလာသွားရအောင်သမီးဘယ်လိုလဲအန်တီလက်ရကောင်းရဲ့လားအကောင်းဆုံးပါပဲအန်တီဒါနဲ့သမီးတို့ဝတ်စုံကြည့်ရတာစင်ပြေရဲ့လားယင်ပြေပါတယ်အန်ကယ်
သူကအန်တီတငယ်ချင်းတယောက်ရဲ့သမီးလေငယ်တည်းကအင်းကြီးနာချင်းနေဖြစ်လာတာနောက်ကျသူလေးကဖက်ရှင်လေးလာဖို့ UK ကိုထွက်သွားတာလေသူ့လက်ရာတွေကအရန်ကောင်းတာပြီးတော့သူကသူ့မောင်လက်ထက်ရင်ဝစ်စုံသူပဲချုပ်ပေးမှာတဲ့အဲ့လိုအမြဲပြောနေတာလေဟုတ်အန်တီသဘောလဲကျပါတယ်ဒီဇိုင်းကလည်းသမီးအကြိုက်ပါပဲအန်တီကလိုက်ကြည့်ချင်တာသမီးလေးကပုံမှန်တောင်ဒီလောက်လှနေတာမင်္ဂလာဝစ်စုံလေးနဲ့ဘလောက်တောင်လှနေလိုက်မလဲဒီနေ့မှအန်တီကလည်းအလုံများနေလို့မလိုက်ဖြစ်တာမင်းကလည်းပွဲနေကြမှာကြည်လဲရတာကိုဘယ်တူပါမလဲရှင်ဒါနဲ့သားတယောက်ရှိသေးတယ်နော်မေမေသားကိုပြစ်ထားတာများနေပြီနော်အေးနောက်ကြရင်ပို့ဆုံးမယ်မဲ့ငါချွေးမလာရင်တော့ငါကတော့သူ့လေးနဲ့ပဲချိန်ကုန်တော့ပါဈေးဝယ်ထွက်မယ်အပန်းဖြေခီးထွက်မယ်ဟမ်အဲ့ဒါငါ့ရဲ့အိမ်မက်ပဲမင်းကွာသားကိုသားမဆနဲ့တော့ဟိုမှာမျက်နှာကြီးကဈေးရွက်လောက်ပဲရှိတော့တယ်ကွာကဲပြောပါအောင်နောက်နေ့ဘာလုပ်ဖို့စီစဉ်ရှိလဲနောက်နေ့ပုံရိုက်ဖို့ချိန်ထားတယ်မေဘယ်နှသွားရမလို့လဲတာရဲ့သားအတီတယောက်ရဲ့ပန်းချန်ချီတယ်သူ့စီမှာသွားရမလို့ပါအချမ်းလှလို့လေအေးပါကွယ်အချိန်ညှိပြီးသွားကြတာပေါ့ဒါနဲ့သမီးအန်တီနောက်နေ့ဆန္ဒခဲအောင်မယ်ဟိုတကအန်တီမာထားတာလေးအဲ့ဒါကိုလာကြည့်မလို့ဟုတ်လာခဲ့တော့အန်တီမနေ့ပြန်သမီးတို့မီတင်ရှိတယ်ဗရင်စီကလည်းလာမှာဆိုတော့သူနဲ့တကားတဲ့အန်တီစိတ်ကြိုက်ချိတ်ပေးလိုက်မယ်လေဟုတ်ပါပြီကွယ်ဒါကသမီးကိုတေချာပြန်လဲဖို့လည်းအောင်နော်ကားလည်းဖြည်းဖြည်းမောင်းဟုတ်ကဲ့မေအဲ့ဆိုသမီးပြန်ပြီနော်အန်တီဖြည်းဖြည်းတော့သမီးမနေ့ပြန်တွေ့မယ်ဟုတ်သူလိုက်ဖို့လို့မူအိမ်ရောက်လာခဲ့ပါပြီကျေးဇူးပါနော်လိုက်ဖို့ပေးလို့ပြောရင်တော့ခပတ်လေးဖြုတ်ပြီးတော့ဆင်းဖို့အလုပ်အိမ်ထဲဝင်အောင်မလားမဝင်တော့ပါဘူးမနေ့ပြန်လာခေါ်မယ်ဟင်ဘဲဟုတ်လာခေါ်မှလဲချိန်ထားတာနေ့လယ်မှကိုနေ့လယ်ပြောတာပါဖေးဖေးမအောင်နော်ဟုတ် good night ပါဇက်ကနေရုတ်တရက်ထွက်လာတဲ့ဇကာကခေါ်သူမကိုနေ့လယ်မှချိန်ထားတာမေ့ပြီးတော့မနေ့လာခေါ်မယ်ပြောလိုက်မိတယ်သူ့စိတ်ထဲသူမကိုမနေ့တိုင်းလာခေါ်ချင်မိတယ်အိမ်ပြန်ချိန်သူမကိုလိုက်ဖို့ချင်တယ်သူ့ကိုယ်သူလည်းနားမလည်နိုင်တော့ပါဘရိုအချိန်နေဘလို့လဲကွာမင်းဒီနေ့တနေ့ကိုပျောက်နေတာငါသိတယ်နော်ဘာလဲကွာမင်းကလေတားရကောင်မလေးနဲ့ဝတ်စုံသွားရတာတနေ့ကုန်ရောလာကွာအဲ့လောက်တောင်ကြားသလားအဝိလေးကျွေးတာကပြောပါအောင်ကွာဘာတွေလုပ်နေခဲ့ကြလဲဝတ်စုံကြည့်ပြီးအိမ်မှာထပင်းစားတယ်တားပါပဲကွာဟုတ်ပါပြီကွာဆုံလိုက်မယ်ယုံကြည်အောင်မယုံကြည်နေကွာမင်းရဲ့ပိုင်ကွာတော်ပြီကွာငါအိတ်ချင်နေပြီငါမနှက်ပြန်မလာတော့ဘူးနော်သူပြောထားတာကွာဟာမင်းကွာတထေးဆိုတိုင်းအလုပ်ကိုမလာချင်လို့ရမလားကွာရတာပေါ့ကွာမင်းပဲကြည့်ကြလို့လဲပေါ့ကွာတရက်လေးကိုကွာစတာပါကွာစိတ်ချသွားတသက်လုံးသွားလဲကြတယ်ကြလာဟဲ့အောင်စဲမိတော့မယ်ကွာမင်းတို့ဒါပဲကွာငါအိတ်ချင်နေပြီအေးကွာအတူတူနှစ်ယောက်လုံးဖုံးချသွားကြတယ်ဗနမုံလေးကတော့မှုတရားအဝတ်လဲပြီးတော့ဖိုင်တွေကိုယူပြီးအလဲသွားဖို့ပြန်နေတယ်မမီသမီးသွားနေတော့မယ်မနေ့စာဆွားသားပါအောင်လားသမီးရဲ့မစားတော့ပါဘူးမမီရဲ့ဆိုင်ရောက်မှတခုခုစားလိုက်တော့မယ်ကောက်ယူဆိုင်မအောင်နော်ဟုတ်ပါပြီမမီမမီပါလေးကိုနမ်းပြီးတော့အပြင်ကိုထွက်လာခဲ့လိုက်တယ်ညီမလေးရေအစည်းအဝေးလုပ်ဖို့စားရစားရနေတေချာပြင်ဆင်ထားတယ်မလားအော်โอเคပါမမโอเคခဏနေလာခဲ့မယ်နော်ဟုတ်ဒီနေ့အစည်းအဝေးကတော့ဒီလောက်ပါပဲရှင်ဒါနဲ့မူဒီဒီဇိုင်းလုပ်ဖို့အမကိုတစ်လလောက်ချိန်ပေးလို့ရမလားအမခရီးလေးထွက်เสียရှိလို့ဒီလကုန်အောင်တော့ရအောင်လုပ်ပေးမယ်ရပါတယ်မမနောက်လာတဲ့ရရင်အဆင်ပြေပြီမူလက်ထပ်ဝဲကြရင်ဝဲချန်လို့ပါဟဲတကယ်တော့ဖိတ်အောင်နော်မင်းမနေနဲ့အောင်မေးစရာလားမမရဲ့ဖိတ်ပါပေါ့ဖိတ်စာစောင့်နေမယ်နော်သွားတော့မယ်နော်မူဟုတ်မမဖြည်းဖြည်းတော့မူကပင်လာပွဲကြခုံးကိုပေးဖို့ရှင်တိုးလေးအပ်ထားတာဖြစ်တယ်မူကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့ပထိန်ဆီယာမစီအပ်ထားတာဖြစ်ပါတယ်မမဧည့်သည်ရောက်နေတယ်ဘယ်သူလဲမမသိတယ်တဲ့ဟင်မမချိန်ထားတာမရှိပါဘူးအော်မမခွန်မြတ်တာတဲ့ဟင်ဟုတ်တာပဲသူနဲ့ချိန်ထားတာမှုမေ့နေတာဝန်ခံလိုက်လေညီမလေးဟုတ်မမဟိုခန်းမှာရှင့်ဝင်သားလို့ရပါတယ်ရှင့်โอเคဟဲ့ဘယ်သူလဲမသိဘူးနော်အရန်ချော့တာပဲဟဲ့ဟုတ်ပါတယ်ဟဲ့ရုပ်လေးကချစ်ချင်စရာလေးဒါနဲ့မမတငယ်ချင်းများလားမမစီမှာအဲ့လိုယောက်ျားလေးတငယ်ချင်းရှိတာမတွေ့ပါဘူးလာလည်းမလာဘူးပါဘူးဟဲ့ဒါမှမဟုတ်မမရေးစားများလားမဖြစ်နိုင်တာမမများယောက်ျားလေးတငယ်ချင်းတော့မရှိတာဘယ်မှာရေးစားရှိနိုင်မလဲဟဲ့ချိန်ထားတာတော့မေ့နေအောင်အလုံးရှုပ်နေတဲ့ပေါ့ရုပ်တရက်ဆိုတော့မေးသားလို့ပါရှင်အခုရောပြီးပြီလားပြီးရင်သွားရအောင်လေခဏစောင့်နော်ဒါလေးအီးမေးလ်ပို့ပြီးရင်ရပါပြီသွားရအောင်အခန်းထဲကနေထွက်လာတော့ဝန်ထမ်းတွေမျက်လုံးကသူတို့စီကို
တချို့ကလည်းတိုးတိုးနဲ့ပြောနေကြတယ်ညီမလေးမမဒီနေ့ပြန်မလာဖြစ်တော့ဘူးအရေးကြီးတဲ့ customer တွေလာပြီးလို့ရှိရင်တော့ဆိုင်စောစောပြီးပြန်လိုက်တော့နော်အော်ဟုတ်ကဲ့မမဟိုရောက်တော့ခွန်ပြသလိုပန်းဆန်ကအစမ်းလာနေတယ်ပန်းတွေလည်းစုံပါပဲတော်တော်လှပနေပါတယ်ခွန်ဒီနေ့ပုံရိုက်ဖို့ပန်းဆက်တဲ့ဆန်လုံးကိုငှားထားခြင်းဖြစ်တယ်ဝစ်စုံလဲဖို့သူတို့စီစဉ်ပေးလိုက်မယ်ဟိုမှာဒီဇိုင်နာရောမိတ်ကပ်အားတစ်ရောရှိတယ်ကွရှင်ဒါတွေတယောက်တည်းစီစဉ်တာလားတကယ်တော့သူတယောက်တည်းစီစဉ်တာဖြစ်ပါတယ်မဟုတ်ပါဘူးသူတို့တွေကအကုန်တာဝန်ယူပေးတာလေအပြတ်ငားလိုက်တာအော်တော်သေးတာပေါ့ဦးကတယောက်တည်းအကုန်စီစဉ်နေထင်နေတာအားနာမီလို့ပါအော်လာကြပြီလားလာညီမလေးမိတ်ကပ်ပြင်ရအောင်မောင်လေးကဟိုဘက်မှာသွားပြန်လိုက်တော့ညီမလေးကတိတ်လာတာပဲကွယ်ကျေးဇူးပါရှင်တနားကြီးကြာမှာတော့သူတို့သားနဲ့သူတို့သမီးနည်းနည်းလောက်ကပ်ပေးပါဦးဗျာမင်းကငါ့ကိုကြောက်မလို့လားအဝေးကိုသွားနေတာကွာမဟုတ်ပါဘူးရှင်ခုံးတဲ့ဘက်ကိုသူ့မခါလေးကန်ပြီးလက်တစ်ဖက်ကတော့ပန်းစည်းလေးကင်ထားတယ်သူမလက်ကိုကင်ထားလိုက်တယ်ဟဲကောင်ရင်းတဲ့ကောင်မလေးကအစမ်းလိုက်တယ်နော်ဟုတ်တယ်ဟဲနေနဲ့လားရွှေနဲ့မြလို့ပဲကောင်လေးကကောင်မလေးကိုအကျန်းချစ်ပုံရတယ်ဒါရီကအကုန်လုံးကသူ့စီစဉ်ထားတာလေဟုတ်တယ်အဲ့ဒါကြောင့်ငါတို့ကိုတထရမနဲ့ထရငါတို့ကိုပန်းတွေအလှဆင်ခိုင်းထားတာပြီးတော့ boss ကပြောသေးတယ်တယောက်ယောက်ကဒါတွေကိုမေးလိုက်ရင် wedding package ထဲပါပြီးသားလို့ပြောရမယ်တဲ့ဟမ်ငါတို့ဘဝလည်းဘယ်ချိန်ကြောက်မှအဲ့လိုဖြစ်မယ်မသိဘူးနော်အားရကြလိုက်တာဟဲအားကြရင်မြ мян သားဆာလိုက်တော့လေဝန်ထမ်းမလေးတွေရဲ့အုပ်စုလိုက်စကားတီတိုပြောနေကြတဲ့အတန်းတွေပါရပြီညီလေးတို့ပုံနေစိတ်တိုင်းကြရဲ့လားကွအခုလည်းရပြောစရာမလိုပါဘူးနော်ကြိုက်တယ်အချမ်းမိုက်တယ်ဟာဟုတ်ပါပြီအဲ့ဒါဆိုရင်ပုံရရင်ဖုံးစားလိုက်မယ်နော်ဒါနဲ့ပွဲရဘန်းနေလေကွနောက်လာတဲ့မှာပါကိုလူတော့လူပါသေးတယ်ဒါနဲ့ဒီတော့ကုန်ရင်ရချင်တယ်ဗျရစီရမယ်ဗျာ။အော်ဒါနဲ့အကိုဖိတ်စာကတော့ပုံလာယူရင်းနဲ့မှပဲပေးလိုက်တော့မယ်နော်။အေးစိတ်ပေါ်ညီရပါတယ်။မှုအဝိစားလဲပြီးတော့အပြင်ထွက်လာတယ်။ခုံကတော့သူ့မဟေတီလေးကိုစောင့်နေပါတယ်။ငါတို့တခါတည်းညစာစားသွားကြမလားကွ။ဟုတ်လေအားနာပြီပဲမစားတော့ပါဘူး။ကျမနားကျင်နေလို့ပါ။ဟမ်နေမကောင်းဘူးလားကွ။ခုံနည်းနည်းပြန်သွားလို့ထင်ပါတယ်။စေကန်းသွားရအောင်လဲပို့ပေးမယ်လေ။နေပါစေရပါတယ်။နားလိုက်ရင်တက်တာသွားမှာပါတကယ်တော့မူတရားဟိုရင်းဟိုဟာဖြစ်နေခြင်းမှာအဲ့ဒါကြောင့်ညနေစာလည်းမစားပဲအိမ်ပြန်လိုက်ဖို့ခံလိုက်ပါတယ်ညကြသူကဖုန်းဆက်လာတယ်မင်းစင်ပြေးရဲ့လားပြေးပါတယ်ဘာဖြစ်လို့လဲနေမကောင်းဘူးဆိုတာတတ်တာရဲ့လားဟင်ကောင်းသွားပါပြီရှင်အော်ဒါနဲ့မနေ့ပြန်လာခေါ်ရမလားရပါတယ်မလို့ပါဘူးမနေ့ကျရင်တကယ်ချင်းနဲ့သွားเสียရှိတယ်ခုံးစိတ်ချင်းရုတ်တရက်ဘယ်သူများလဲလို့တွေးမိသွားတယ်ဒါပေမဲ့မမေးလိုက်တော့ပါအဲ့ဒါဆိုဒါပဲနော်စောစောနာတော့ဟုတ်ကဲ့ good night ပါမုတ်တရားကြောင်းတောင်းဖြစ်သွားတယ်သူဘာဖြစ်လို့ငါ့အပေါ်အရန်ကောင်းနေတာလဲမဟုတ်မှလွဲရောသူရောငါ့လိုဖြစ်နေတာလားမဖြစ်နိုင်ပါဘူးဘူးစိတ်ရေးချာမဖြစ်နိုင်တာတွေတွေးမနေနဲ့နေမနေ့ပြန်9 နာရီမလားဟုတ်တယ်မှုရေโอเคနေလာခေါ်မလားလာခေါ်မပေါ့ချစ်လေးကိုအမလီဟုတ်ပါပြီမဲမဲကြီးပါရဲ့ငါစောင့်နေမယ်9 နာရီနော်မှုလေးအော်သမီးနဲ့သမီးလေးနဲ့ချိန်ထားလို့လားကွယ်မနေ့ကနေကမူးရင်ကိုစောကြီးရောက်လာတယ်ဟုတ်တယ်အန်တီမူးနဲ့ချိန်ထားလို့အော်အဲ့ဒါဆိုခဏစောင့်လိုက်နော်ရပါတယ်အန်တီရဲ့မူးတရဝဲစားလဲပြီးတော့အပေါ်ထက်ကဆင်းလာတယ်နှင်းရောက်နေပြီလားအပေါ်ထက်တော့တက်မလာပဲနဲ့ခုလေးတင်ရောက်တာပါဟာသမီးလေးမနေ့စာစားပြီးပြီလားမစားရသေးဘူးအန်တီဒီနေ့သမီးမို့အပြင်ခေါ်သွားချင်လို့ဒီတရက်တော့ခဏငားမယ်နော်အမလီခေါ်သွားပါရှင်မမီရေသမီးဒီနေ့နောက်ကြမယ်ထင်တယ်နော်ဘယ်အထိသွားကြမလို့လဲသမီးဒီနေ့သူ့ကိုခေါ်ပြီးရှောက်တယ်မလို့ပါအရန်မမောင်နဲ့တော့စောစောစီးစီးပြန်လာခဲ့ကြအန်တီညစာဆက်ပြီးစောင့်နေမယ်ဟုတ်ကဲ့အန်တီစောစောပြန်လာခဲ့ပါမယ်သွားပြီနော်မမီမူးငါတို့ဘယ်ကိုစောက်သွားကြမလဲမဲမင်းကြီးမရေရှင်ဘက်အပြင်သွားဖို့ကျမကိုခေါ်တာမက်လားဘယ်ကိုစောက်သွားရမလဲငါဘယ်လိုသိမှာလဲစတာပါဟဲ့ဒါလို့ဆယ်နင်ပွဲကြရင်ဝတ်ဖို့ဝတ်စုံရင်သွားယူရအောင်โอเคလေဒါလို့ဆယ်ငါဘာမှမစားရသေးလို့ပိုက်စာနေပြီဟာအရင်ဆုံးသွားစားကြရအောင်ဟုတ်ပါပြီရှင်စားတော့ဆိုင်ရောက်တော့ပြောပါအောင်မှတ်မှုရဲ့နင်းနဲ့နင့်ပဲအခြေအနေဘယ်လိုလဲလို့ဘာလဲဘာဘဲလဲနင်းရဲ့နင့်ရလဲရံပဲသိလားဟဲပြောစမ်းမအောင်သိချင်လို့ပါဆိုသူကအခုတလောအစမ်းတွေပြောင်းလဲနေတဲ့ဟာငါတော့ကြောင်တောင်ဖြစ်လာတာဘယ်လိုတွေပြောင်းလဲနေတာလဲစတီတော့ကအရိုင်းစားကြီးဟာငါ့ကိုသူ့မှာရှစ်တူရှိတယ်လို့ပြောပြီးတော့ထပြန်သွားလိုက်တာတန်းနေတာပဲနောက်နေ့ကျတော့ကားပြတ်တဲ့နေရကွာ
အဲ့ဒီနေရာသူဆိုင်လာပို့ပေးခဲ့တယ်နောက်ပိုင်းစပြီးတော်တော်ပြောင်းလဲသွားတာဟဲ့သူလည်းနင်းကိုကြိုက်နေပြီထင်နေဟဲ့မဖြစ်နိုင်ပါဘူးသူလည်းသူယူမဲ့သူမို့လို့ကောင်းပေးနေတာနေမှာပေါ့နေရင်မခေါ်ဘူးလားယင်နေတယောက်ဆက်ဆက်ဆူမျက်နှာမျိုးနဲ့ပြုံးဖြည်းဖြည်းမေးလာခဲ့တယ်အမှန်တည်းပြောအောင်မလားမှုရဲ့နေနဲ့ငါနဲ့ကတငယ်ချင်းတွေပဲဟာနေနဲ့ငါနဲ့ကြမှာလူ့ဝက်ချက်ရှိလို့လားဟဲ့အမှန်တည်းပြောရရင်တော့ तू ကငါစတိုင်ပဲချောလဲချောတယ်လေငါသူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတာဟာမေမေကသူ့ကိုငါနဲ့ပေးစားမယ်ဆိုကြတဲ့ကပေါ့ဟာသိပြီးသားပါဟဲ့တကယ်တော့ငါလည်းနေကိုပြောစရာရှိလို့ခေါ်လိုက်တာမို့ငါနဲ့နေနေကတငယ်ချင်းတွေလေလူ့ဝက်ချက်ဆိုတာလည်းငါတို့เจ้าမှမရှိဘူးအမလီပြောပါအောင်ဘာပြောမလို့လဲစိတ်တောင်ဝင်စားသွားပြီဟဲ့ငါမှန်တိုင်းပြောရင်တော့ညီမရေရဘူးနော်တငယ်ချင်းရဲ့ငါကဘာလို့နေကိုရည်ရမှာလဲငါလေနေရဲ့ခွန်ကြီးရဲ့တငယ်ချင်းကိုစိတ်ဝင်စားနေပြီဟဲ့ဘယ်လိုကောင်းခန့်အောင်ဟုတ်လားဒါဆိုမြင်မြင်ချင်းအချစ်လို့ခေါ်ရမှာပေါ့နော်မှုငါရှက်တယ်ဟာနေမနောက်ပါနဲ့ဟာဘာလဲငါအောင်တယ်ပေးရမှာလားမလိုပါဘူးငါဘာသူမို့လို့လဲနင်းပါဟာနင်းကိုဘာသာကိုစောင့်လိုက်မှာပေါ့ငါကြုံမဟိုလူစီကသူ့အကြောင်းနည်းနည်းမေးခဲ့မယ်လေငါစုံစမ်းနေတာသူကညီမလေးတယောက်တော့ရှိတယ်တဲ့သူတို့ကငယ်လေးတွေကမိဘတွေမရှိတော့လို့အမျိုးနဲ့နေနေတာတဲ့လေသူညီမလေးကိုသိချစ်တာပဲတဲ့ပြီးတော့ရီးစားလည်းမထားဘူးတဲ့ဒါတော့ငါစုံစမ်းရသလောက်ပါသူညီမကိုလုံးဝအထိမကန်ရွှေပကံနဲ့ဟဲ့နင်းတော်တောင်စုံစမ်းခဲ့တာပဲငါဆရာမကြီးပဲလေဟာဒါနဲ့သူ့ပုံစံကြည့်ရတာလူကောင်းပါဟဲ့သူနဲ့ဆိုရင်တော့ငါနင်းကိုစိတ်ချပြီအမလေးဇလန်းကတော့မစသေးဘူးမှုရဲ့ကဲတော်ပြီဟာငါတို့ဈေးပဲတော့ဝယ်ကြရအောင်ဒီနေ့ဈေးဝယ်လိုက်ပြီလို့ကျေးဇူးပါနော်ကိုမှဒီညီမလေးတယောက်ပဲရှိတာလဲပို့ပေးရမှာပေါ့ဗျာဒါနဲ့ကိုအဝတ်ဆိုင်သွားရအောင်နော်အကူခေါ်မင်္ဂလာဆောင်မှာဝတ်ဖို့အင်ကြီးသားဝယ်ရမယ်သွားကြတာပေါ့ဟုတ်ဒါလေးဘယ်လိုလဲငါနဲ့လိုက်လားအရာတော့တိတ်မမိုက်တယ်လို့ပဲကွာတခြားရောင်မရှိဘူးလားဟုတ်တယ်နော်ခရမ်းရောင်ကြီးတိတ်မလိုက်ပါဘူးညီမလေးဒီပုံစံကတခြားရောင်မရှိတော့ဘူးလားရှိတယ်မမသွားယူလိုက်အောင်မယ်နော်မိုးဆိုင်မှာရှောက်ဘက်ကျင်ရင်တော့ကောင်းခန့်တဲ့ကောင်မလေးတယောက်ကိုတွေ့သွားတယ်ထိုချိန်မှာနင်းကရောက်လာပြီးတော့မို့လိုက်ရှာနေတာလေဘာလုပ်နေတာလဲနင်းသူတို့တယောက်ကိုမြင်သွားပြီနင်းရဲ့လာပါသွားကြရအောင်နင်းစိတ်ထဲဘာမှမထားနဲ့နော်အဲ့ဒါသူ့သိလည်းဖြစ်နိုင်ပါတယ်ဟဲ့ငါစိတ်ထဲဘလို့မှမနေပါဘူးမှုရဲ့ငါသူ့ကိုပဲကြိုက်တာဖွံ့ပြောဖို့ရောပိုင်ဆိုင်ဖို့ရောမစင်စားဘူးပေါ့ဟာကဲပါမမလက်လိုက်ရေစိတ်ညစ်စရာတွေးမနေနဲ့မြန်ဝင်သွားရအောင်ဟာမှုကိုဒီဘာလာလောက်တာလဲကောက်ကမှုကိုတွေးလို့သွားနှုတ်ဆက်လိုက်တယ်တကယ်ကြီးအဝိတ်လာပဲလို့လိုက်လာပေးတာပါကိုကောင်းခန့်ကိုအဲ့ဒါဘာတူလဲဟင်သွားပါပြီကိုတဲ့နင်းသာကြားသွားခဲ့ရင်စိတ်မကောင်းဖြစ်နေတော့မှမဖြစ်ဘူးဒီဆိုင်ကနေမြန်ထွက်မှဖြစ်မယ်အဲ့ဒီချိန်မှုတွေ့ကုန်ကြပြီပဲမှုကမတွေ့အောင်ရှောင်ပါတယ်ဆိုမှဒါမှုရဲ့တငယ်ချင်းလေဟုတ်တွေ့ဘူးပါတယ်ကျွန်တော်မှတ်မိတယ်ကိုမိတ်ဆက်ပေးအောင်လေခုနကပြောနေတာကိုသွားပြီမတွေ့မိအောင်ရှောင်ပါတယ်ဆိုမှနင်းကလည်းရောက်ကြလာပြန်ပြီဒါပေါ့ခွင့်ရဲ့တို့သမီးလောင်းလေးလေဟုတ်မမလှလိုက်တာတွေ့ရတာဝမ်းသာပါတယ်ဒီစကားဝိုင်းမှာနေ့တယောက်ကတော့အတန်တိတ်ကောင်းခန့်ကတော့သူ့ညီမလေးကိုမိတ်ဆက်ပေးနေတော့မှဒါကမှုသွားရအောင်မြန်သွားရအောင်လေကိုကောင်းခန့်အဲ့ဒါဆိုခွင့်ပြုပါဦးနော်ကောင်းပါပြီဗျနှင်းမျက်နှာမကောင်းမှန်းသိလို့မှုဖက်ကလည်းတငယ်ချင်းနေမှာပါနှင်းရဲ့စိတ်ထဲမထားပါနဲ့နော်လို့အပိနေသိမ့်နေတယ်ငါသိပါတယ်လေနေရငါ့ကိုဝမ်းနေနေထင်လို့လားဟုတ်တယ်ငါတကယ်ချင်းအဲ့လိုပုံစံဖြစ်တာကိုငါမမြင်ချင်လို့ဟာငါတခြားသူတယောက်တည်းအဲ့လိုစိတ်မကောင်းဖြစ်စရာလားဟာငါကနင်းမှာဟာသိပါပြီရှင်အဲ့ဒါဆိုတော့တခြားဆိုင်သွားရအောင်နေ့ရက်တည်းလက်ဝက်လက်စားတွေတော့ငါဆွေဆယ်ပေးပါပါနော်နင်းကျေးဇူးပါတကယ်ချင်းလေးရဲ့နင်းကဖူးပါလာနန်းနေသေးတယ်အမေတော်တော်တက်နေပါလားချစ်လို့ပါဟဲ့ငါဘိုက်စားလာပြီတခုသွားစားကြရအောင်ကောင်းခက်တဲ့ရောက်ညီမလေးနဲ့ဈေးဝယ်ထပ်ပြီးပြန်လာတော့ခုံးတဲ့အပြင်မှာသွားစားဖို့စီစဉ်လိုက်တယ်ခိုးရဲ့ကုမ္ပဏီကိုရောက်လာတယ်တားကြီးအလုပ်စူးစမ်းလိုက်လားကွအေးပေါ့လေမိမယူတော့မှာဆိုတော့အလုပ်စူးစမ်းရမှာပေါ့မင်းကဘယ်လိုလုပ်ပြီးရောက်လာတာတော့ကွညီမလေးကိုဈေးဝယ်လိုက်ပို့ပြီးပြန်လာတာမင်းနဲ့တွေ့ချင်လို့ကွတူတူဆန်ဆန်ငါနဲ့တွေ့ချင်တယ်ဆိုပဲပြောစရာရှိလို့လားကွပြောပါအောင်ဘာပြောမလို့လဲကွငါကောင်မလေးတယောက်ကိုသဘောကျနေပြီအမေငါကောင်ကအချစ်ရေးကိုစိတ်ဝင်စားနေပြီလားစော်စမ်းမအောင်ကွဘာတူလဲနှင်းဟိုကွ
မောင်မလည်းရောအဲ့ဒီနေရာမှုတက်မီရဲ့တငယ်ချင်းကိုပြောတာလားဟုတ်တယ်လေဟာဘယ်တော့မှအဲ့လောက်ထိသဘောကျသွားတာတော့ဟောပေါ်ဆိုင်မှာတွေ့တဲ့နေတော့ကပဲကွာအဲ့ဒါကြောင့်တမင်တကာမှုနဲ့ရင်းနှီးတယ်လို့စကားတွေပြောနေတာပေါ့ဟာအဲ့တော့မြင်မြင်ချင်းချစ်ပေါ့ကွာမရင်နဲ့ကွာငါတကယ်ပြောနေတာစတာပါဘရိုယာအဲ့ဒါကိုအသာထောင်းကွာဒီနေ့ဈေးဝယ်ထွက်ရင်းနဲ့သူတို့နှစ်ယောက်ကိုတွေ့ခဲ့တယ်ကွာမှုတက်မီရောလားငါလည်းငါညီမလေးကိုအထင်လဲသွားရင်ပြဿနာပဲမင်းကရှင်းမပြလိုက်ဘူးလားကွာရှင်းပြချင်ကိုမရလိုက်ပါဘူးကွာသူတို့ကသွားတော့မယ်ဆိုပြီးထွက်သွားတော့တာကွာအဲ့ဒီတော့ဖွင့်ပြောလိုက်လေကွာယောက်ျားကြီးဖြစ်နေပြီးတော့ခင်တော့မခင်သေးပဲနဲ့အဲ့လိုကြီးပြောရမှာလားကွာတိတ်အဆင်မပြေဘူးအဲ့ဒါကြောင့်မင်းကိုကူညီလာတောင်းမလို့ကွာငါဘာကူညီပေးရမှာလဲပြောမှုနဲ့မင်းကမကြခင်ယူရတော့မှာပဲဟာသူ့အကြောင်းလေးတည်းနဲ့ပပမေးပေးပါလားဟာငါနဲ့သူတော်ခုထိမရင်းနေသေးဘူးကွာအေးပါကွာအတက်နဲ့ဆုံးလုပ်ပေးမယ်ကျေးဇူးပါကွာတငယ်ချင်းသူ့တငယ်ချင်းလေးကအရင်တည်းကခုချိန်นี้ဘယ်ကောင်မလေးနဲ့မှရောရောနော်ရှုပ်ရှုပ်ရှက်ရှက်မနေဘူးလားသူ့သိပါဒါကြောင့်မလို့သူ့တငယ်ချင်းလေးကိုတကယ်အဆင်ပြေစေခြင်းနဲ့အဲ့ဒါကြောင့်သူကူညီရမယ်ဟုတ်တယ်ငါကူညီရမယ်လို့တွေးလိုက်တယ်ဟယ်လိုမင်းအိပ်ပြီလားဟုတ်မအိပ်သေးပါဘူးတော်ရတာပေါ့ငါအိပ်ပြီချင်နေတာမုန်းရင်နေအစမတန်ခုန်နေတယ်အခုသူကငါ့ကိုဂရုစိုက်နေတာလားဟုတ်ခဏနေအိပ်တော့မလို့ပါဒါနဲ့မနေ့ပြန်အားရမလားငါလာခေါ်မယ်လေလက်စုကရပြီတဲ့သွားယူရမှာလေရပါတယ်ကျမပြင်ဆင်ထားလိုက်ပါမယ်โอเคလေဒါပဲနော်ဟုတ် good night ငါတော့မပြောရသေးဘူးဖုန်းချသွားပြီမှုတက်မင်းဘာလို့ good night လဲဆက်လိုက်တာတခုခုဗစက်ကအရန်ထိတ်ရတာပဲဆက်လိုက်တာမုတ်တရကောင်းနဲ့မျက်နှာအုပ်ပြီးអော်လိုက်တော့တယ်စွတ်စွတ်ရေအပြင်မှာပဲသူလည်းမသိဘူးတကားထောက်ခွင့်ပေးလိုက်ပါအောင်ဟုတ်ကဲ့မမကြီးခေါင်းကအဖြူရောင်ရှက်နဲ့စောပလင်းကိုလိုက်ဖက်စာဝစ်ဆင်ထားတယ်တားလေလားအန်တီကဘသူများလဲလို့သမီးနဲ့ချိန်ထားတာလားဟုတ်အန်တီဒီနေ့လက်ဆွတ်ရပြီဆိုလို့သွားယူမလို့ပါဟုတ်ပါပြီဘာလို့လို့နဲ့ပွဲတော်နီးနေပြီကွယ်တားအန်တီမင်းနေတယ်ကွယ်ခုနဖိတ်စာဆိုင်ရစိုက်တယ်ဖိတ်စာရပြီတဲ့တားတို့တခါတည်းလက်ဝင်ယူခဲ့လိုက်နော်ဟုတ်ကျွန်တော်တခါတည်းယူခဲ့လိုက်ပါမယ်ဗျရှင်စောကြီးရောက်လာတာပဲကျမမရောက်သေးဘူးထင်ပြီးတော့မစင်းလာတာမကြသေးပါဘူးကွာခုလေးတယ်မှာမမီသွားပြီနော်အန်တီသွားပြီဗျသူလည်းရောက်ကမကြီးကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်တယ်ဒါနဲ့ငါမေးစရာရှိတယ်တမျိုးတော့မထင်ပါနဲ့မေးလေမင်းတကယ်ချင်းထဲမှာရီးစားတွေဘာတွေရှိလားမရှိပါဘူးနေ့ကအဲ့ကိစ္စရှုပ်ရှင်းမရှိဘူးကျမတို့ကငယ်လေးတွေကပေါင်းလာတာသူ့အကြောင်းတော့ကောင်းကောင်းလေးနားလေတယ်ဒါနဲ့ဘာဖြစ်လို့မေးရတာလဲဟိုဟာဘာမှမဟုတ်ပါဘူးကွာအထစ်ထစ်ဖြစ်နေတဲ့သူ့ပုံစံကြောင့်သူမစိတ်ဝင်စားသွားတယ်ဆက်ဆုရှင်နာရောပေါ့ရှင့်မလေးစမ်းပါနဲ့မမှန်ပြောစမ်းမှာသူလည်းမိုးထင်ထဲမှာဆိုလို့အမှန်တမ်းပြောဖို့ဆုံးဖြတ်လိုက်တယ်မင်းဘသူ့ကိုမှတော့မပြောနဲ့နော်တကယ်တော့ငါတကယ်ချင်းကောင်းခံမင်းတကယ်ချင်းကိုကြိုက်နေတာဟာတကယ်ပြောတာလားတကယ်ပြောတာအဲ့ကောင်ကောင်းခံသူ့အကြောင်းလေးတွေမင်းစီကနည်းနည်းပါးပါးစုံစမ်းပေးပါဆိုလို့တမျိုးတော့မထင်ပါနဲ့နော်ကျမလည်းတမျိုးမထင်ပါဘူးသိစင်လို့မေးလိုက်တာပါမူကရင်ပြောလာတော့ခွန်တယောက်စိတ်ထဲဦးရလာတယ်ဘယ်လိုလေးလဲကွာတကယ်ချစ်စီရလေစိတ်ထဲကသာပြောလိုက်မိတယ်ငါတို့သူတို့ကိုကူညီပေးမှထင်တယ်ကောင်းခံသူ့ညင်မမျက်နှာတကပါလေဒါကြောင့်မလို့သူ့အကြောင်းငါပဲသိတာသူကလူကောင်းရီးစားတဲ့တကားမှမထားဘူးကွာငါလည်းရုတ်တရက်သူပြောတာတော့ကြောင်သွားတာငါတငယ်ချင်းတွေနဲ့ရင်ကုန်တတ်တာပဲလေပေါ့ကူညီရမှာပေါ့ရှိတာမှဒီတငယ်ချင်းတွေပဲရှိတာโอเคလေငါတို့နှစ်ယောက်ပေါင်းပြီးတော့အောင်တယ်လို့ကြတာပေါ့ဘလို့လဲVIP customer လေးလာပြီလားလာပါရဲ့ဗျာခွန်မြတ်တာတို့ကတော့ကောင်မလေးအချောလေးကိုရထားတာပဲနော်အန်တီတို့ကတော့ပြောပါတယ်သူ့ချွေးမလေးဘလောက်လှကြောင်းအပြင်မှာတွေ့လိုက်မှပဲညီမလေးကတော်တော်ကိုလှတာကိုမှုအတွက်ဒီစကားအရန်ကိုဇွန်းနေပါပြီမြင်သူတိုင်းရဲ့ပါဇက်ဖျားမှာသူမကိုချီးကျူးတာကြည့်ပါကျေးဇူးပါရှင်သူကတော့ဆိုင်ရဲ့မန်နေဂျာအမဖြစ်တယ်ဒီဆိုင်ပိုင်ရှင်ရဲ့သူ့ရဲ့လုပ်ငန်းပါတနာတယောက်လည်းဖြစ်ပြီသူတို့မင်္ဂလာပွဲအတွက်ဝယ်ရီရင်းစပွန်နာပေးမယ်လို့ပြောထားတာကြောင့်ဖြစ်တယ်ပြီးတော့ဒီမန်နေဂျာအမကဒီဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးလည်းဖြစ်တယ်လာလာခွန်နေ့ရက်ကိုရုံးခန်းထဲမှာရှိတယ်သူကနေလာရင်သူ့ခန်းထဲလှုပ်လိုက်ပါတဲ့လာသွားကြရအောင်ဟုတ်ငါညီလာပြီလားလာထိုင်ပါအောင်ခွန်နဲ့မူလဲဆိုပါပေါ်မှာဝင်ထိုင်လိုက်တယ်အကူကမျောနေတာအကူကိုကျေးဇူးတင်ပါတယ်နော်လက်စွပ်စပွန်ဆာပေးတဲ့အတွက်ဟောဗျာညီကိုချင်းချင်းပေးရမှာပေါ့ဗျာရော့ပါဗျာဒီအကူရဲ့လက်ဖွဲ့ဆိုပြီးတော့ဂရီဘာဘူးလေးခုံပေါ်ချပေးလိုက်တယ်ကျေးဇူးပါဗျာကျွန်တော်နောက်နေ့ဖိတ်စာလာပို့ပေးမယ်နော်ရပါတယ်ငါညီရ
အကူကတော့ဖိတ်စာမရရင်မလာဘူးနော်စိတ်ကြပါကိုရနောက်နေ့ရအောင်လာပို့ပေးမယ်နော်ဒါဆိုသွားလိုက်ပါအောင်ပဲဗျာโอเคဖြစ်မင်းဘိုက်စာနေပြီလားကွစားပါရဲ့ကျမဒါဆိုငါတို့ဖိတ်စာအညွန်သွားယူပြီးမှတခုခုဝင်စားကြရအောင်လေโอเคဒီလိုနဲ့သူတို့ဖိတ်စာဆိုင်ရောက်လာကြတယ်မမဟဲညီမလေးလာပါရှင်မမီးကဖိတ်စာဝင်ယူလိုက်ပါဆိုလို့ပါရော့ပါရှင်မမတခုယူထားလိုက်မယ်နော်ယူထားလိုက်ပါမမရဲ့အဲ့ဒီကျရင်ကလေးလေးပါခေါ်လာမယ်မလားယင်ခေါ်လာရမှာပေါ့ရှင်မိမိလေးနဲ့တွေ့ရတော့မယ်ပြောလိုက်တာမတွေ့ရတာဘယ်လောက်ကြာပြီလဲနော်3 လလောက်တော့ရှိရမယ်ထင်တယ်နော်မမဟုတ်ပါညီမလေးရဲ့သူလေးကအရန်လူအပြင်သိမခေါ်ဖြစ်တာဒီတခါတေချာပေါက်ခေါ်လာမယ်နော်ဒါနဲ့ကောင်လေးကချောတယ်နော်လူကြီးကြက်ကြက်လေးနဲ့ပြန်ပြောလိုက်ပါတယ်ခေါင်းကဒီစကားတွေကြားမှာမဟုတ်ပါရှောက်ထရတစ်ဆိုင်လုံးဟိုကြည့်ဒီကြည့်ပတ်ကြည့်နေတော့တယ်ပြီးပြီသွားကြရအောင်မူးပြောပြီးတာနဲ့ခေါင်းကမူးလက်ထဲကဖိတ်စာကိုထည့်တဲ့အိတ်ကြီးတွေတဲလိုက်ပြီးတော့ကားပေါ်ရောက်တော့နေလေစာပါစားခြင်းလဲကျမကဘာပဲဖြစ်ဖြစ်စင်ပြေပါတယ်ခုံဘာမှပြန်မပြောတော့ပဲခေါင်းပဲညှိပြလိုက်တော့တယ်စားတော့ဆိုင်ရောက်တော့မှခွန်လဲမှာချင်တာမှာပြီးတော့ဝိတာလေးကနေစားစရာကြီးလာချပေးတယ်မင်းမအသိများလားကွာဖိတ်စာတဝဲငါယူသွားမလို့လေမများပါဘူးကျမတငယ်ချင်းအသိလောက်ပဲဖိတ်မှာမာမီဖိတ်မှာများတယ်ထင်တယ်အဲ့ဒါဆိုအိမ်ရောက်မှပဲအန်တီစီမေးလိုက်တော့မယ်မင်းမတငယ်ချင်းအများကြီးမရှိဘူးလားကျမမှတငယ်ချင်းဆိုလို့နေမရှိတာကျန်တာကအလုပ်ကလူတွေလုပ်ငန်းရှင်နေပဲငါလည်းအများပြားမရှိပါဘူးတငယ်ချင်းနည်းနည်းပပနဲ့လုပ်ဖို့ကိုင်ဖက်တွေပဲရှိမှာဖေဖေတို့မမေတို့ပဲဖိတ်ကြမှာစကားဝိုင်းလေးကဒီလောက်နဲ့ပဲဆုံးသက်သွားတယ်အိမ်ပြန်ရောက်တဲ့အခါမာမီယာဆိုပါပေါ်မှာထိုင်ပြီးစကားကြည့်နေတယ်မာမီသမီးတို့ပြန်ရောက်ပြီဟဲလာကြပါဦးပင်မနေကြပြီလားသားတို့မပင်မမအောင်အန်တီဖိတ်စာလေးပြပါအောင်အရင်လာနေတာပဲနော်မာမီယာဖိတ်စာကိုကြည့်ပြီးတော့သဘောကျတယ်အန်တီကျွန်တော်ဖိတ်စာတစ်ဝက်ယူသားမယ်နော်တငယ်ချင်းတွေအတိတွေလိုက်ဖိတ်ချင်လို့ယူသားပါကွယ်အန်တီအဆောင်100လောက်ပဲယူထားမယ်အန်တီကတငယ်ချင်းတွေလုပ်ငန်းရှင်တွေနည်းနည်းပဲဖိတ်မှာကျွန်တော်အကုန်သွားယူလို့ရပါတယ်ဒါဆိုကျွန်တော်အကုန်ယူသွားလိုက်မယ်ဗျဟုတ်ပါပြီဒါညနေစာတခါတည်းစားတော့ပါလားတော်ပါပြီအန်တီကျွန်တော်ခုနကပဲစားလာပြီဗျအဲ့ဒါဆိုကျွန်တော်သွားခွင့်ပြုပါဦးနော်ကားကိုကြိုးဆိုင်မအောင်နော်တာဟုတ်အဲ့ဒီအချိန်မှာခေါမမှုဖက်ကိုကြည့်ပြီးသွားရမယ်နော်ဖြည်းဖြည်းသွားနော်ခွန်ကောင်းလေးညှိပြပြီးထွက်သွားလိုက်တော့တယ်ဘလို့လဲသမီးပြော်ခဲ့ရဲ့လားဟာမမီးကလည်းဘာတွေမင်းနေမှန်းမသိဘူးအဲ့လိုပြောပြီးတခါတည်းထထက်သွားတော့တယ်အမလီဒီကောင်မလေးတယောက်ရှက်နေပြန်ပြီမှုဆိုတဲ့နာမည်လေးကိုကြည့်ပြီးတော့ခွန်ပျော်ရွှင်သွားတယ်သူမငါ့ကိုဖုန်းဆက်လာတယ်ဟယ်လိုရှင်ပြန်ရောက်ပြီမလားပြန်ရောက်ပြီခုလေးတင်ကွာအင်းမအဲ့ဒါဆိုဒါပဲနော်ဟေးဖုန်းကတော့ခေါ်ပြီးခုကချပစ်တော့မလို့လားကျမသိချင်တာသိရပြီလေဘာလဲငါအိမ်ပြန်မရောက်သေးမှဆိုလို့စိတ်ပူနေတာလားပူတာပေါ့ကျမနဲ့ယူမဲ့သူဆိုတော့တခုခုဖြစ်သားမှဆိုလို့လေတခုခုဖြစ်မှဆိုလို့လားဒါမှမဟုတ်ကောင်မလေးနဲ့ရှောက်လင်မှဆိုလို့လားအမလေးရှင်းပါသားရှင်ဘယ်သူနဲ့ဘာလို့ကျမစိတ်ဝင်စားဘူးနော်ဒီတိုင်းတခုဖြစ်မှဆိုလို့ဆက်ကြည့်ရုံပါပဲဒါပဲမှုပေါက်ဆက်ပြောပြီးဖုံးချလိုက်တယ်ငါသူ့ကိုစိတ်ပူလို့ဆက်တာဘာများမှလို့လဲယူရတယ်စိတ်ကြီးလိုက်တယ်ကိုကောင်မလေးပဲဘာခံစားချက်ကြီးလဲသိကြတယ်ငါမင်းကိုချစ်နေပြီရီးစားတာထားဘူးတာအဲ့လိုတခါမှမခံစားဘူးမင်းနဲ့ကြာမှငါမဟုတ်တော့တယ်လို့မျိုးကြီးကွာချစ်လိုက်တာဒီတော့ဖိတ်စာလေးတွေအကုန်ဖိတ်ပြီးပါပြီတပတ်ခါဆိုမှုတို့လက်ထက်ကြပြီပေါ့အခုတလောသူနဲ့တိတ်မသွေးဖြစ်ပါ3-4ရက်လောက်တော့ရှိပါပြီသူရောမှုပါအလုပ်တွေရှုပ်နေတာမလို့အခုလဲမှုဆိုင်ရညီမလေးတွေပွဲနေကြဖို့ဝစ်ဖို့အတွက်ဝစ်စုံနေစင်တူမှုကိုယ်တိုင်သွားယူပြီးပြန်လန်းခဲ့ပါတယ်ညီမလေးတို့လူစုမယ်ဟုတ်မမစားပြီမမကဲဒီမှာရှင်တို့ဝစ်ဖို့အတွက်ဝစ်စုံဝါဝန်ထမ်းမလေးတွေအံ့ဩပြီးပျော်ရွှင်နေကြပါတယ်အဲ့မှာညီမလေးတို့အတွက်နာမည်လေးတွေနဲ့မှတ်ထားရနော်မမအရန်သဘောကောင်းတာပဲပြောလိုက်တာကျေးဇူးပါမမဝန်ထမ်းမလေးတွေအကုန်လုံးစီမဖြစ်တယ်ဘွဲနေကြမိတ်ကပ်လိမ့်ဖို့ပါမမစီစဉ်ထားတယ်နော်အချိန်မီတော့လာခဲ့ကြနော်လူက6ယောက်ဆိုတော့ဟုတ်မမဖြူအကုန်လုံးတေချာခေါ်ခဲ့မယ်ဖြူဆိုတာမှုဒီဆိုင်စထောင်ကလေးကအတူတူရှိလာခဲ့တဲ့တူတီသောလူယုံလေးပေါ့နင်းဝစ်စုံရပြီငါအပြန်ကြဝင်ယူလာခဲ့မယ် Okay see you မူနေ့ရဲ့ဆိုင်ကိုစောက်လာပြီနင်းရှိတယ်မလားရှိတယ်မမအခန်းထဲမှာပါဟဲ့ဝင်လာခဲ့လေမှုလာပြီလားလာပြီငါဒီနေ့စောစောပြန်လာတာခဏတော့ငါဖိုင်လေးတွေသိမ်းလိုက်အောင်မယ်ကဲလာပါပြီတွားရအောင်မို့ရော့ဒီမှာရှင့်တက်ဝစ်စုံကျေးဇူးပါချစ်လေးရဲ့ဟဲပွဲကြရင်လေကောင်းခံရောအဆန်လုံးပါတဲ့နေခဏတာတိတ်ဆိတ်သွားတယ်
သူလည်းသူ့ဟာသူငါလည်းငါ့ဟာငါပေါ့နော်ပါရအောင်ကွာစွမာမီရောပေါ်မှာလားဟုတ်မမလေးခုနကတော့ဖះရှိခိုးနေတယ်မာမီသမီးဝင်ကပ်ပြီနော်မာမီဘာလုပ်နေရလဲစရင်လေးကြည့်နေကောင်းရှုံနေလို့အဲ့ဒါကြောင့်သမီးကမာမီအိမ်မှာပဲနေမယ်ပြောတာလေဘယ်ဖြစ်ပါမလဲမာမီလက်ဖွဲ့ထားတဲ့ကွန်တိုမှာပဲနှစ်ယောက်တည်းနားနေကြပါမိဘတယောက်အနေနဲ့သမီးလေးကိုသူများလက်ထဲထည့်ရတာမှမလို့နှမျောမိတာအမှန်ပါဒါပေမဲ့ခွန်းဆိုတဲ့ကလေးဖြစ်နေလို့ကိုစိတ်ချရပါတယ်မူလည်းအခန်းထဲရောက်တော့စိတ်မကောင်းဖြစ်ပြီးငိုနေမိတယ်ပြီးကကြမှာရေမိုးချိုးပြီးအိမ်မယ်လို့ဖုန်းဝင်လာတယ်ဟယ်လိုမင်းနေမကောင်းဘူးလားအတန်ကြီးကတမျိုးပဲကောင်းပါလေဒီတိုင်းနဲ့ပင်ပန်းနေလို့ပါဂယူးဆိုင်ပါအောင်ကွာပွဲရနီးနေပြီစိတ်ရောတောက်ပြီးပြီလားခွန်လေးအတန်ကနည်းနည်းမှကြောသလိုဖြစ်သွားတယ်တကယ်စိတ်ကအယမ်းပူသွားတာပါတောက်ပြီးပါပြီဘာမှစိတ်ပူစရာမရှိတော့ပါဘူးဒါနဲ့ဘာပြောမလို့ဆက်တာလဲဘာမှမဟုတ်ပါဘူးကွာဒီတိုင်းလဲမတွေ့မဖြစ်လို့ဆက်ကြည့်လိုက်တာပါမနေ့ပြန်အချိန်ရလားငါနဲ့တနေရာသွားကြရအောင်လေမနေ့ပြန်မရဘူးနောက်နေ့ကျပွဲလုပ်တော့မယ်ဟောင်းအဲ့ကြမှာတွေ့ကြရအောင်တကယ်တော့ခွန်ကမနေ့ပြန်သူမကိုတနေရာခေါ်သွားပြီးဖွင့်ပြောဖို့စီစဉ်ထားတာပါလက်မထက်ခင်လေးဖွင့်ပြောဖို့စီစဉ်ထားတဲ့သူ့အကြံလေးပြတ်သားခဲ့ရပြီပေါ့ဒါပဲနော်အိတ်ချင်နေပြီကွန်နိုင်အင်းပေါ့လေသူမကမိဘစိတ်ကူကိုဖြည့်ဆည်းပေးခဲ့တဲ့သူမလို့ငါ့ကိုလက်ထပ်ဖို့လုပ်ခဲ့တာပဲငါကအတွေးလွန်နေတာလားငါစိတ်ထဲရမှာပေါ့ကုန်းစိတ်ထဲမှာတွေးရင်းနဲ့အတွေးပေါင်းများစွာနဲ့ဒီညတော့အိမ်မပြောတော့ပါဟာဆရာသမားနောက်ကျလာကြည်လားမင်းတော့တထေးဆိုပြီးအလုပ်ကိုအမြဲနောက်ကျပြီးမှမိမယူပြီးလဲရုံးကိုလာနိုင်မှာမဟုတ်တော့ဘူးမလားဟမ်ရောက်ကလေးကတွတ်ပြောနေတဲ့တငယ်ချင်းဖြစ်သူကောင်းခန့်ချောင်းခေါ်မျက်မှောင်ကျုံနေတယ်ဟဲ့အောင်ငါအပူရီလာပြောမနေနဲ့မင်းညတညလုံးအိမ်မပြောလို့နောက်ကျတာတရက်လေးနောက်ကျတော့ဖြစ်နေတာကွာစတာပါကွာဘာလဲအိမ်မပြောကြလောက်ထိတာဆိုတော့မင်းမနဲ့ပြန်အတွက်ရင်းနေအတော်ခုန်နေတယ်ပေါ့ဟုတ်လားဟုတ်တယ်ကွာဟုတ်တယ်ဘာဖြစ်လဲငါသိနေတယ်လေမင်းသူ့ကိုချစ်နေပြီမလားမချစ်ဘူးကွာမင်းလည်းသိတယ်ငါမေမေကြောင့်သာမဟုတ်ရင်သူ့ကိုငါမရှိဘူးကွာစောင့်ကြည့်မယ်လေကွာပြီးကြမှာမျက်စိအောက်ကအပြောက်မကန်ဖြစ်နေမဲ့ကောင်ထင်မြင်သလိုထင်ကွာစိတ်ချုပ်တဲ့ကြားတယ်မင်းကလည်းအောင်တယ်ပေးဖို့မကောင်းတဲ့ကောင်သိလားငါတော့သူ့ကိုအစဉ်ပြေစေချင်လို့မှုတက်မိကိုသူ့အကြောင်းနဲ့မေးပေးနေရတာသူကြငါ့ကိုနဘူးနဆာလုပ်နေတယ်ငါနွားဟာကျေးဇူးကြီးလာပါတယ်ရှင်မင်းသားလေးရဲ့ပြောပြပါဦးသေတောင်မပြောဘူးကွာမနေ့ပြန်ကြမင်းအတွက်ခွင့်ရေးပဲသူလည်းသူတို့သမီးရန်လုံးမှာကွာမင်းလည်းကို့ဆွမ်းကို့စာနဲ့စူးစားဒီလောက်ကူညီထားတာတော့တော်လာပြီကျန်တာမင်းပိုင်းပဲကွာငါရအောင်စူးစားမယ်ကွာတိုင်းမင်းသားလေးရဲ့ကျေးဇူးကိုကျွန်တော်မျိုးမမေ့ပါဘူးဗျာကောင်းပါပြီလေဒီညတော့ကြရအောင်ဟာဘယ်ဖြစ်မလဲမင်းမနေ့ပြန်ယူရတော့မှဟာမထနိုင်ဘယ်လိုလုပ်မလဲဟာငါတော့မလိုက်နိုင်ဘူးကွာငါဝယ်တိုက်မယ်ကွာပြီးတော့အပြင်းပြေပေါ်ကွာနည်းနည်းပါးပါးပဲတောက်မှာစိတ်အိုက်လို့ကွာသွားရအောင်နော်ငါခန့်ရဟာသွားကြတာပေါ့ကွာနှစ်ခါတော့ပြောစရာမလိုသေနာကောင်းညနေကျကောင်းခန့်ရှိရာကိုသူ့အရင်သွားပြီးတော့ပြီးပြီလာကောင်းခန့်သွားကြရအောင်ဟာအစောရှိသေးတယ်လေကွာလာပါကွာဘိုက်စာနေပြီနီလေးအကိုတို့ကိုတောက်နေကြတိုင်းပုံမှန်ပဲနော်ခွန်းတို့ကဒီဆိုင်ရဲ့ big customer တွေဆိုတော့အထူးတက်လဲပြောစရာမလိုအောင်ဖြစ်နေပါပြီဝိတ်တာလေးကသူတို့တောက်နေကြတိုင်းလာချပေးတယ်ခွန်းမများစင်နဲ့နော်မနှက်ပြန်မယ်ယူတော့မှာကွာများသွားပြီးမထနိုင်မှာအကောင်မလေးသူများတော့ပါသွားအောင်မယ်သိပါတယ်ကွာဒါနဲ့မနှက်ပြန်တနေကိုငါနဲ့တူတူရှိနေပေးရမယ်နော်အေးပါကွာပြောစရာကိုမလိုတာမနှက်ပြန်ငါချစ်လေးနဲ့တနေကိုတွေ့ရမှာဆိုတော့ခွေးအောင်ငါတော့ငါတငယ်ချင်းလေးငါမြင်ကလာဆောင်မှာဝမ်းနေနေမလားတွေးနေတာသူကတော့မရတာယူနေတာမင်းကအဲ့ဖီလင်းနေဘယ်ရှိပါမလဲမင်းမှနှလုံးသားမှမရှိတာငါမှနှလုံးသားမရှိဘူးလို့ဘသူပြောလဲဖွင့်ပြရမလားရှော့တငယ်ချင်းတွေရောက်အဲ့လိုပါပဲအမြဲစနောက်နေလိုက်စိတ်ဆိုးစိတ်ကောက်ခြင်းလည်းမရှိပါငါခုံးတော့မိမရတော့မယ်ငါပဲကြံတော့တယ်အမှန်ပြောရရင်မင်းကငါနှမျောတယ်ကွာငါတငယ်ချင်းလေးကိုဘသူနဲ့မှမယူစေချင်ဘူးကွာလူပြိုကြီးပဲလှုပ်စေချင်တာမင်းကအရင်ယူသွားတာမင်းလည်းယူလိုက်တော့လေကွာမြန်မြန်ဖွင့်ပြောပြီးမြန်မြန် propose လုပ်လိုက်တော့ပေါ့အရာရာအရန်လွန်နေကောင်းမယ်ကွာငါနဲ့သူနဲ့နီးစပ်ချင်တယ်ဒါပေမဲ့အဲ့လိုနီးစပ်အောင်နေပြီးမှတန်ရောစင်နေပြတ်သွားမှလည်းမဖြစ်ချင်ဘူးကွာအခုကငါတစ်ဖက်သက်လေသူ့မှာချစ်တဲ့သူရှိရင်လည်းဖြစ်နိုင်တာပဲလေငါမယူချင်ပါဘူးဒီတိုင်းလေးပဲဆင်ပြေပါလေဘာအဆင်ပြေတာလဲကြိုက်နေဖွင့်ပြောလိုက်ပေါ့မင်းရောဘယ်တော့ဖွင့်ပြောမှလဲငါကသူ့မိဘတွေကြောင့်လက်ခံခဲ့ရတာသူ့ကိုငါမကြိုက်ဘူးဟာမလိန်နဲ့ခွန်မင်းနဲ့ငါအခုမှခင်တဲ့လူတွေမဟုတ်ဘူးနော်မင်းပါစားဟားလိုက်တာနဲ့ဥပနဲ့ခွေရှိတယ်ဆိုတာငါသိတယ်ငါမလိန်ပါဘူးဟာငါသူ့ကိုမကြိုက်ဘူးဒီတိုင်ငါမိမဖြစ်လာမဲ့သူမလို့ကောင်းပေးရုံပါပဲကွာငါသူများသားသမီးကိုကောင်းကောင်းမွန်မွန်လေးနဲ့အကောင်ဆုံးဆက်ဆံပေးရုံပါ
အင်းမှာမင်းစကားအတိုင်းပေါ့နောက်မှမျက်စိယောက်ကအပြောက်ခံနေနဲ့နော်ကောင်းခန့်ကသူ့တငယ်ချင်းလေးရဲ့စိတ်ကိုသိနေလို့မင်းနေခဲ့ပေမဲ့ခွေးသားလေးကအပန်တိုင်းမဖြေတော့လက်လျှော်လိုက်ပါတယ်ငါတငယ်တနေ့တောင်လင်ယူတော့မယ်ငါပဲကြံတော့တယ်နေလဲမမြန်ယူတော့လေငါကသူ့အမမဟုတ်ရင်မချူဘူးဟမ်ဘယ်လိုလဲအဲ့ဆိုမြင်ရဖွင့်ပြောလိုက်ပေါ့ဟာမြုံမြုံငါကမင်းကလေးပါဟဲ့ငါဘက်ကပြောအောင်ယုတ်တိမှမရှိတာခြေမိုးနေလိုက်တာဟဲ့နှင်းဆက်လို့ကိုမပြောအောင်ငါပါဟာဘာလို့လဲမနှက်ဖြန်ဆိုငါတငယ်ချင်းတောင်လက်ထပ်ပြီးပဲငါမနှက်ဖြန်နေ့တနေ့ကိုနေမှာနော်အမလေးမနေလို့လည်းမစဘူးမင်းနေရဲ့တနေ့ကုန်3ပွဲလုံးနေငါတော့ပါပဲနေရမှာဒါနဲ့နေမနှက်ဖြန်ငါ6နာရီလောက်ထွက်လာခဲ့မယ်နော်โอเคပါစောစောအိတ်တို့သမီးလေးရေမနှက်ဖြန်မျက်ကွင်းကြီးကြနေအောင်မေဟုတ်ပါပြီ good night မနှက်မို့လင်းတော့မှုအစောကြီးနိုးနေတယ်ဒီလိုနေမျိုးမှာဘယ်သူများအိပ်ပျော်ပါမလဲအစောရအဝေးလဲမိတ်ကပ်တွေလဲပြီးအောက်ထက်ကိုဆင်းလာလိုက်ခဲ့တယ်မနှက်ပိုင်းကဖုန်းကြီးเจ้าမှာပဲတစ်ဖက်မိသားစုနဲ့စွန့်ကပ်လက်မှတ်ထိုးမလို့အထူးတက်လဲပြင်ဆင်စရာမရှိပါသူမနဲ့သူအတူရွေးထားတဲ့သခွားမွေးရောင်ကြိတ်လေးဝစ်လိုက်တယ်အသားဖြူဖြူလေးမလို့ဝစ်စုံလေးနဲ့အစမ်းကိုကြည့်ကောင်းနေပါတော့တယ်သမီးရေပြီးပြီလားမမီးကမပြီးသေးဘူးထင်လို့စွစွရေပြီးပြီလားအမြန်သွားရအောင်နောက်ကျနေတယ်လာပြီမမကြီးအေးစိတ်လုပ်ပါမမီးရဲ့ဘယ်သူမှလည်းလာကြမှာမဟုတ်တာမမီစိတ်တွေလုံးနေလို့ပါသမီးရဲ့မမကဖူးထက်ကိုပိုလုံးနေပါတယ်သွားရအောင်မမီနင်းကိုလည်းခေါ်ရအောင်ပါလာသွားဆိုစွရေတကားကြီးလည်းတေချာပိအောင်တော့ဟုတ်ကဲ့ပါမမကြီးရဲ့စွတေချာလုပ်ပြီးပါပြီတပတ်မှလည်းခွန်မြတ်သားတယောက်အငြိမ်မနေနိုင်ပါမမေမပြီးသေးဘူးလားကြားနေပြီအမလီသားရဲ့လောလိုက်တာအစမ်းကိုပဲမိမယူရမှာအဲ့လောက်ပြောနေတာလားအကိုရေကိုမပြီးသေးဘူးလားဒီမှာရှင့်သားဖေမပါတော့ဘူးလားမသိဘူးထိုင်ကိုမထိုင်တော့ပြီးပါပြီမြက်ရဲ့လာပြီကောင်းခန့်မင်းကလည်းကြာလိုက်တာကွာလမ်းပိတ်နေလို့ပါကွာရပါတယ်နောက်မကြပါဘူးကွာအစောရှိသေးတာကဲပြီးသွားကြအောင်မြန်ခွန်တရအရန်နေစိတ်လှုပ်ရှားနေပြီးဖေမငိမ်ဖြစ်နေပါတော့တယ်ဒီနေ့ကခွန်အတွက်ကတော့အပျော်ဆုံးနေမလားချဲရသူနဲ့အတူတူနေရတော့မယ်ခန်းစားချက်ခုအခုမှပြောတာသူသိပါတယ်ကောင်းတော့ကောင်းခန့်အမောင်းနေနောက်မှာဖေတို့မမေတို့ထိုင်ပြီးရှေ့မှာကောင်းခန့်နဲ့ခွန်နှစ်ယောက်ထဲထိုင်နေကောင်းခန့်ရှေ့ကနေပြီးတွတ်စနေပါတယ်ဘယ်လိုလဲညကြကောင်းအိပ်ပျော်ရင်လားကွာငါတငယ်ချင်းလေးအစမ်းနေပြောပြီးအိပ်မပြောမှဆိုလို့မေးကြည့်တာပါကွာအိပ်မပြောတော့မသိဘူးသားကြီးရေမနဲ့ထဲကအစော်ကြီးထပြီးပြားရီခတ်နေတာမမေကကြားပြဝင်ပြောလိုက်တယ်အိပ်မပြောစရာဘာအကြောင်းမှမရှိပါဘူးကောင်းခန့်ရမိမယူတာများဒီလောက်ရင်ခုန်စရာမကောင်းပါဘူးကောင်းခန့်ကဘာမှဆက်မပြောတော့ပဲကောင်းပဲညှင်းနေလိုက်တော့တယ်သူတို့ဘုန်းကြီးကျောင်းထဲဝင်ရောက်တော့မှုတို့ရောက်မလာသေးပါဘုန်းကြီးကျောင်းဝင်ထဲမှာလက်မှတ်ထိုးဖို့အတွက်နေရာလေးတစ်ခုစီစဉ်ထားတယ်အဲ့ဒီနေရာမှာပန်းများနဲ့အလားဆင်ထားတယ်သူလည်းဖေမမေကောင်းခန့်တို့နဲ့တက်ပုံရိုက်နေတယ်တိတ်မကြခင်မှာမှုတို့ကရောက်ရှိလာတယ်သူမကားတကားပိတ်ပြီးဆင်းလာတော့ခွန်အကြည့်ရမခွာနိုင်ဖြစ်နေတယ်သူမအစမ်းလှနေတယ်တခွားမွေရောင်ကြိတ်ကလေးဝယ်ထားပြီးတော့စပင်လေးကလည်းတဝက်ကိုစလုံးထိုးပြီးစတဲ့ဘက်ကအလိန်လေးတွေချထားတယ်အင်းကြီးရောင်နဲ့အသားရောင်လေးတွေကအစမ်းကိုလိုက်ဖက်လွန်ပါတယ်မြက်ရီရောက်နေတာကြပြီလားမကြသေးပါဘူးအဲ့ဒါဆိုသွားကြရအောင်အဲ့ဒီနောက်တရားနာဆွန့်ကပ်ပြီးရှိသွားပြီးလက်မှတ်ထိုးရမယ့်နေရာကိုရောက်လာကြတယ်ထိုအချိန်မှာတော့ရှင်းနေကလည်းစောင့်နေပါပြီတိတ်မကြခင်ပဲလက်မှတ်ထိုးပြီးသွားတယ်အဲ့ဒီနောက်အမတ်တရဓာတ်ပုံတွေရိုက်ကြတယ်အဲ့ဒီအချိန်မှာမှုဘက်ကရော့ဒီမှာရှင်းရတဲ့ညနေတင်နာကြရင်ဒါလေးသုံးတော့ဟမ်ရှင်တို့လေးလားဟုတ်တယ်ကျမကိုယ်တိုင်ဒီဇိုင်းဆွဲပြီးအပ်ထားလိုက်တာရှင်ကြိုက်လာတော့မသိပေမဲ့ပေါ့ခွန်တရာစိတ်ထဲအယမ်းကြည်နူးသွားတယ်သူမကသူ့ကိုလက်ဆောင်ပေးတယ်အတွေးလေးနဲ့တင်လူကယူကျင်လာတယ်ကျေးဇူးပါနော်အဲ့ဒါဆိုခဏနေကြရင်တွေ့မယ်သွားတော့မယ်နော်အင်းပါ see you မူညံ့နေပွဲတက်မိတ်ကပ်ပြင်ဖို့စောစောသွားလိုက်တယ်မိတ်ကပ်ပြင်မဲ့သူကများတော့စောစောပြီးမှဆင်ပြေမယ်အရင်ဆုံးမမီတို့မိတ်ကပ်ပြင်ပြီးသွားကြပါပြီပြီးတော့ဆိုင်ဝင်တန်းကျမလေးတွေတငယ်ချင်းတွေပြင်ကြတယ်နောက်ဆုံးမှာတော့သူ့လက်ရောက်လာခဲ့ပါပြီအမလေးငါတမီးကချောလိုက်လာလိုက်တာလွန်ရောပဲမိတ်ကပ်ပြင်ပေးတဲ့မမီကပြောလာတယ်ကျေးဇူးပါရှင်တစ်ဖက်တင်လဲခွန်တရအလုပ်တွေရှုပ်နေတယ်တားရီယာဖေမပါဘူးလားအခုတည်းကမတ်တက်ရက်နေလိုက်တာထိုင်ကိုမထိုင်သေးဘူးအရန်တွေစိတ်လို့ရှားနေလေအခန်းထဲတောင်းဝင်ကြည့်လိုက်ပေါ့ကွာအမလီမကြပါဘူးနော်သူတို့သမီးကိုခံပါတယ်ကြောင်မှသူတို့သားကြည့်ရမှာပါနော်မေမေမကြားဖက်ဝင်ပြောလာတယ်ခဏလေးပဲသွားတွေ့လို့ရောမကြဘူးလားသားရဲ့နေမလို့ဖြစ်နေတာလေဒီလောက်တောင်အဖြစ်တဲနေတာလားဟုတ်ပါကွာမင်းကလည်းစိတ်နဲ့ထိမ့်ပါအောင်ကွာပွဲရစင်တဲ့ဖြစ်နေပါပြီ
သူတို့သားအခန်းရှိမှာစောင့်နေကြပါပြီသွားတော့လေကွာမင်းမဲခုနဖေမငင်ဖြစ်နေပြီးတော့ခွန်အခန်းရှိရောက်တော့မူကထွက်လာတယ်အရန်လာတဲ့သူမကြောင့်ခွန်ခဏငြိမ်သက်သွားပြီးအသက်ရှူတော့မားချင်လာတယ်ပြီးမှသူမလက်ကလေးကိုယူပြီးသူ့လက်မောင်းမှာချိတ်စီတယ်သွားရအောင်အဲ့တယ်ရီစောင့်နေလိမ့်မယ်သူမဘက်ကပဲသူစကားကိုပြောလိုက်တော့တယ်မူလည်းစင်းနေအရန်ခုန်နေပြီးလက်ပြားတွေတောင်အေးဆက်လာတယ်ခါမက်လည်းရောက်တော့လူအများရဲ့အကြည့်တွေကသူ့စီမှာကောင်မလေးကလှလိုက်တာနော်လိုက်ဖက်လိုက်ကြတာနေနဲ့တာရွှေနေမြောက်လိုပဲနော်လိုက်ဖက်နေရောအဲ့ဒီနောက်စင်ပေါ်မှာလက်စွပ်လဲဝင်လိုက်ကြတယ်အဲ့ဒီနောက်တော့လက်ခုပ်တန်အများနဲ့အတူနမ်းကြပါဗျို့အဲ့လိုဆိုပြီးဝိုင်းပြောတော့ခိုးကပဲသူမနှစ်ဖူးလေးကိုဖွားဖွားလေးနမ်းလိုက်တယ်အဲ့ဒီအချိန်မှာနှင်းတယောက်ကတော့ဘေးကနေပြီးတရှုံရှုံငုံနေတယ်ကောင်းခန့်ကလည်းသူမကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေတယ်ဘေးကလက်ကင်ပွားလေးကိုယူပြီးသူမကိုကမ်းပေးလိုက်တယ်နေလည်းသူဘေးရဲ့လက်ကင်ပွားလေးကိုယူလိုက်ပြီးမျက်ရည်တွေတုပ်လိုက်တယ်နောက်ဆုံးမှာတော့ပန်းစည်းပြက်မဲ့အစီအစဉ်မူဟာသူမရဲ့ပန်းစည်းလေးကိုသူ့အနောက်ဘက်ကိုပြစ်လိုက်တော့ပန်းစည်းရသွားသူကနှင်းတယောက်ပါဝိုးတငယ်ချင်းတွေကနှင်းကိုဝိုင်းစားကြတယ်ဟမ်ဘယ်တော့လဲဟဲ့အဝေးကြီးလိုပါသေးတယ်ဟာအခုမှရီးစားတော့မရသေးဘူးအဲ့ဒီနောက်ဧည့်သည်တွေကိုအခန့်ဖြစ်တယ်အော်ကိုခန့်အခုမှတွေ့တယ်ဗျာကိုထက်ရောပဲသားဆိုင်လေးဦးကိုမင်းနေပြီလားမမေ့ပါဦးရဲ့တတဦးကိုလွမ်းနေတာဟာအတက်လေးပဲအဲ့ဒါကြောင့်ချစ်နေရတာဒါကကျွန်တော်မျိုးသမီးပါမှုသက်မေးတဲ့ဟုတ်တွေ့ရတာဝမ်းသာပါတယ်ညီမတကယ်လှလေးပဲခုနကတော့အရန်ရွေးတော်တာပဲဒါကဆိုင်ကရူစီယူလေသူကကိုခန့်သူကကိုထက်လေဒါကကိုထက်ရဲ့မျိုးသမီးမမြတ်မင်းမေတဲ့ဒါကကိုထက်ရဲ့သားလေးရှိုင်းမြတ်မင်းအောင်တဲ့တီတီအစမ်းလာတာပဲအရင်ဦးကိုပဲချစ်တာအခုတော့တီတီကိုချစ်သွားပြီအရင်စကားတက်တယ်ကလေးလေးကြောင့်ဟိုကလေးရဲ့ပါးလေးကိုခပ်ဖွားဖွားလေးညှစ်လိုက်တယ်ဒါနဲ့ကိုခက်ပြောင်းလာပြီလားမကြသေးပါဘူးကွာတစ်ပတ်လောက်တော့ရှိပြီโอเคဗျာနောက်မှတဝိုင်းထောင်ရအောင်နော်ညီလေးတို့မတွေ့ရတာကြာပြီဆိုတော့โอเคဗျာကိုဖုန်းဆက်လိုက်မယ်နော်ဒါဆိုခွင့်ပြုပါအောင်ပွဲလဲပြီးခန့်နေပြီအဲ့ဒါတွေလည်းတော်တော်များများပြန်ကုန်ကြပြီဆိုတော့မိုးကလေးပြန်ဖို့ပြင်လိုက်တယ်မင်းအရှင်ပြန်နေမလို့လားအရန်ပင်မနေလို့ပြန်နေလို့ရမလားယင်ရပါတယ်အဲ့ဒါဆိုလည်းငါပြန်လိုက်ဖို့ပြင်မယ်အခုကခုကသူ့တငယ်ချင်းတွေအလောက်ကကလေးတွေကိုတဝိုင်းကျွေးဖို့သွားရခြင်းပါမိုးလဲပင်မနေပြီမလို့ဆက်မလိုက်နိုင်တော့ပါပွဲလဲပြီးတော့မူကိုအိမ်ပြန်ပို့ပေးပြီးသူလဲတင်နာစီပွဲဆက်တက်ခဲ့တယ်မူတာပင်မနေပြီမလို့ဘာမှမစင်စားပဲရင်မိုးချိုးပြီးအိပ်ရတဲ့ဝင်အိပ်လိုက်တယ်အရန်ပင်မနေလို့လားမသိဘူးခဏလေးနဲ့နေ့ချက်ချက်အိပ်ပျော်သွားတယ်7 နာရီတောင်ထိုးပြီးခုံးအိမ်ပြန်လာတော့အခန်းထဲမှာကွယ်လေးအိပ်ပျော်နေတဲ့သူ့ရဲ့ချစ်စရာကောင်းမလေးကိုအကြာကြီးထိုင်ကြည့်နေမိတယ်လှလေအရန်လှတယ်မင်းကိုပိုင်ဆိုင်ခွင့်ရတာကုတကယ်ကံကောင်းတယ်ဆိုပြီးနှစ်ဖူးလေးကိုဖွားလေးနမ်းပြီးရေချိုးကန်နဲ့သွားပြီးရေချိုးတယ်ပြီးမှသူမဘေးမှာဝင်လဲအိတ်လိုက်တယ်မနက်မိုးလေးတော့6 နာရီကျော်ကျော်ပဲရှိသေးတယ်မနေ့ကစောစောအိတ်သားလို့ထင်ပါရဲ့မနက်မိုးလေးတော့စိတ်ရမ်းကြည့်နေတယ်ဘေးကိုကြည့်လိုက်တော့သူမဘေးမှာအိတ်နေတဲ့သူကိုတက္ကနာငေးမောကြည့်လိုက်တယ်ပြီးမှမျက်နှာတပြီးဖျားရှိကိုပြီးမနှက်စာချက်ဖို့ပြန်ဆန်ပါတယ်မူလည်းမိဖို့ကြောင့်အလုပ်ကိုလုပ်တတ်တော်လဲအလုပ်တစ်ဖက်နဲ့မလို့ဖြစ်ပါဒါကြောင့်မလို့နောက်ပိုင်းကျရင်အိတ်ကူငားဖို့စီစဉ်ထားပါတယ်မနှက်စာကိုတော့ရိုးရိုးရှင်းရှင်းပဲလုပ်လိုက်တယ်ခွန်အိတ်ရနိုးလာတော့ဘယ်မှသူမကိုမတွေ့တော့အကူစင်းနေအဲ့ဒီခါမှသာမိဖို့ကြောင့်လည်းမနှက်စာလုပ်နေတာကိုသူမကိုတွေးလိုက်ရတယ်ချောင်းတစ်ချက်ဟန်လိုက်တော့အော်နိုးလာပြီလားမနှက်စာဘာလို့မလဲမသိလို့ရှိကြလေးပဲလှုပ်လိုက်တယ်ကြိုက်တာတော့မသိဘူးဘာပဲဖြစ်ဖြစ်ရပါတယ်ညနာတပီးမှဆင်းလာခဲ့မယ်နော်မှုရောသူရောအလုတ်တရက်စီနားတာမလို့ဒီနေ့တော့2 ယောက်လုံးအလုတ်မသားဖြစ်ပါညနာတပီးထွက်လာတော့ကျမရင်ချိုးလိုက်အောင်မယ်မနှက်စာရင်စားလိုက်တော့နော်ရတယ်မစားသေးဘူးစောင့်နေမယ်ကွမှုလဲရေချိုးပြီးဝစ်စားလဲပြီးထမင်းစားခန်းထဲကိုလာခဲ့တယ်2 ယောက်ထမင်းတူတူစားကြတယ်ဒါနဲ့ဒီနေ့သွားစရာရှိလားကျမမမီးစီသွားမလို့စဉ်းစားထားတာငါလဲလိုက်ခဲ့မယ်လေရပါတယ်တယောက်တည်းသွားလိုက်မယ်အိမ်မှာကျန်တဲ့ပစ္စည်းတွေနည်းနည်းသွားယူချင်လို့ပါရှင်ရပဲသွားမလို့လေအလုပ်ကတော့ခွင့်ယူထားတယ်ဒီနေ့တော့အပြင်မသွားတော့ဘူးကွာအဲ့ဒါဆိုကျမသွားပြီးပြန်လာခဲ့မယ်နော်အိမ်မှာအန်တီစီသွားတာပဲအေးစစ်စစ်နေပြီးမှပြန်လာခဲ့ပါအော်ဒါနဲ့ကျမပြောစရာရှိလို့ပြောလေကျမအိမ်ကူတယောက်လောက်ထားချင်တယ်ကျမလည်းအလုပ်နဲ့မလို့အိမ်လုပ်တယ်အမြဲတမ်းမလုပ်နိုင်ဘူးရတယ်လေမဟုတ်ရင်တော့ငါထားမလို့အမေတို့ကပြောတယ်သူ့ချင်းမကိုအလုပ်မခိုင်းပါနဲ့တဲ့အင်းကူရှာခိုင်းထားတယ်တဲ့။အင်းမအဲ့ဒါဆိုစင်ပြေတာပေါ့။ကျမအလုပ်လုပ်ပေမဲ့အမြဲတမ်းကြီးစိုင်တစ်ဖက်နဲ့ဆိုတော့လေအဲ့လိုလေးကြတော့လေသူမကလေးတယောက်လိုချစ်စရာကောင်းနေပြန်ရော
ချစ်စရာလေးကွာရုတ်တရက်ကြီးထွက်လာတဲ့စကားဖြစ်သွားတယ်ဟမ်အော်ကောင်းပါလို့ပြောတာပါတခုခုလို့ရင်ဖုန်းဆက်ဝင်လာခဲ့ပြီးမယ်ပြောရင်ကားတော့လေးဆွဲပြီးထွက်လာလိုက်တယ်အိမ်ရောက်လာတော့မမီသမီးလာတယ်ဟဲသမီးလေးလာကဲယောက်ျားသားမှမနေပဲဘာလာလောက်တာလဲသမီးရဲ့ဟမ်မမီကညူညင်လာလားယင်မဟုတ်ပါဘူးပူပူနေယူထားတာအတူတူမနေပဲအပြင်ထွက်နေလိုက်တာဒါကလည်းမမီစီလာတာပါနော်သိပါတယ်တီးလို့စလိုက်တာအိမ်မယူစရာလေးတွေကြမ်းခဲ့တယ်မမီရဲ့အဲ့ဒါယူပြီးရင်မမီနဲ့အလွမ်းလာတဲ့တာตาရောအလုပ်သွားသလား तू ကအိမ်မှာပဲမနေ့ဖက်ကြားမှာအလုပ်သွားမှာလိုက်ရှင်နေတာ तू ကသမီးကရှုပ်လို့မခေါ်ခဲ့တာသမီးတားလေးကိုနိုင်မကျင့်နဲ့နော်မကျင့်ပါဘူးမမီရဲ့တကယ်ပါသမီးကလိမ့်ပါပါတယ်သမီးအပေါ်မှာထုတ်တွေသွားယူလိုက်အောင်မှန်ပါမင်းအေးသွားအေးစိတ်လို့ပြောပါအောင်မမူညဖီလင်လေးဘာလို့လဲဟာနေရလေတမျိုးပဲမင်္ဂလာဦးညဖီလင်လေးကိုမဲတာမသိဘူးငါညစောရိတ်အိတ်သွားတာဟာဖြစ်ရမယ်ဟိုကနေကိုအလျှော့ပေးတာနေပါ तू ကအဲ့လိုကြတော့လဲရိုးပါတယ်ဟဲ့ငါမလို့ချင်ပဲစွတ်လုံးမဲ့ပုံမပေါ့ပါဘူးချီကျူမစောတယ်ဟုတ်တာမပိုက်ရေနေအခုပံမှာတော့ငါနဲ့ချင်းရအောင်လေငါနဲ့ဈေးဝယ်ထွက်အောင်မလားနော်ကိုကမမင်းအိမ်မှာယူစရာရှိလို့ခဏလာတာနေ့စီငါလာခဲ့မယ်လေအဲ့ဆိုလာခဲ့ငါစောင့်နေမယ်မို့ဟဲမြန်လိုက်တာယူကများမယ်လေသွားစုကွာတငယ်ချင်းတယောက်ဈေးဝယ်ထွက်နေစင်မှာပဲမှုကနေ့ခဏလေးတော့ငါတွိုင်းလန့်သွားလိုက်အောင်မယ်အေးသွားလေမှုငါစောင့်နေမယ်မကြပါဘူးဟာခဏပဲဟဲနစ်ဆက်မလားအော်ကိုကောင်းခက်ဘာလဲလောက်တာလဲအော်ရှော့ပင်းလာတာမှဈေးဝယ်ထွက်တာပေါ့ဟုတ်ပါတယ်ရှင်ဘယ်သူနဲ့လာတာလဲတယောက်ထဲလားမှုနဲ့ပါကိုကောင်းခက်လားဟဲမှုတော့ယောက်ျားကိုအိမ်မှာပြစ်ပြီးဒီရောက်နေတယ်ပေါ့ဟုတ်လားမဟုတ်တာကျမနှင်းလေးခေါ်လို့ရောက်လာတာပါစတာပါဗျာသိပါပြီကျွန်တော်တို့တခုသွားစားရအောင်လေကျွန်တော်တွေးချင်လို့ပါဒါဆိုလဲသွားရအောင်လေနှင်းမချက်ချင်းပဲသဘောတူလိုက်တယ်ဒီနေ့ရောက်ပဲသွားပါတော့ငါမလိုက်တော့ဘူးငါဆိုင်သွားရအောင်ပါဟာမိုးတမင်တက်ကသူတို့နှစ်ယောက်ကိုအတူတူရှိနေစေချင်တာကြောင့်တမင်ပြောလိုက်ခြင်းဖြစ်ပါတယ်ပြီးတော့နေမျက်စိတစ်ဖက်မေးပြလိုက်တယ်နေရလေကျေးဇူးပဲတငယ်ချင်းဆိုတဲ့အကျင့်နဲ့ပြန်ပြီးတော့မျက်စိမေးပြလိုက်တယ်အဲ့ဒါဆိုလေဘယ်တက်နိုင်မလဲကျမတို့ပဲသွားရမယ်နော်မို့ဂရုစိုက်ပြန်နော်အရာကောင်ကြီးကိုစိတ်ပူနေဦးမယ်ကွမှုပြုံးပြလိုက်တယ်ကောက်ခတ်ဆိုတာကတကယ့်ကိုအနောက်တလိုင်းပါနေကြိုက်တာကျွန်တော်အကုန်တကားခံမယ်နော်ဒါနဲ့နေလို့ပဲခေါ်မယ်နော်ရပါတယ်ပေါ့ပေါ့ပါပါပဲပေါ့အဆင်ပြေသူတို့သာခေါ်ပါဟုတ်လေနေကျွန်တော်ပြောချင်တာရှိတယ်မိမရေးစားရှိလားကျွန်တော်အဲ့လိုမေးလိုက်တော့တမျိုးမထင်ပါနဲ့နော်ကျွန်တော်ကတွေ့ဝိုက်လည်းမမေးတတ်ဘူးရိုးလည်းမရိုးတတ်ဘူးရေးစားမထားဘူးဆိုတော့အဲ့လိုမျိုးတွေမသိဘူးဒါပေမဲ့ကျွန်တော်နင်းကိုသဘောကျတယ်အဲ့ဒါတော့သိတယ်နင်းကိုကျွန်တော်ချစ်တယ်ဗျာအဲ့ဒါကိုတော့စဉ်းစားပေးပါနော်ဟာကျမဘယ်လို့မှလက်ပဲ့မပြောတတ်သူမလို့ကျမကိုတမျိုးမထင်သွားစေချင်မို့ကျမအဲ့လိုစကားကြားချင်နေတာကြာပြီကျမဘက်ကဖွင့်မပြောရဲတာအခုလို့ဆိုတော့လေကျမဘက်ကပြောစရာမလိုတော့ဘူးပေါ့ဟမ်နေတကယ်ပြောတာလားဝမ်းသာလိုက်တာနေရကိုလေးအချမ်းပြောတာပဲချရသူနဲ့အတူတူစားနေရတဲ့နေ့လေစားကအချမ်းတွေရတာရှိနေတယ်အိမ်ပြန်ရောက်တော့ညနေတောင်စောင့်နေပါပြီမိုးပြန်လာတော့ဆိုင်ကိုခဏဝင်နေရင်ကြာသွားတယ်အိမ်ကျန်းဝင်လာတော့သူ့ကိုလည်းမတွေ့ရပါအခန်းထဲမှာလည်းရှိနေပါအဲ့ဒါကြောင့်ရေစိုးစရာရှိတာချိုးပြီးထွက်လာတော့ဂရင်ပေါ်မှာထိုင်ပြီးစာဖတ်နေတဲ့သူကိုတွေ့လိုက်တော့ဟဲအမလေးလန့်လိုက်တာငါ့အမြင်နဲ့အဲ့လောက်တောင်လန့်သွားတာလားမဟုတ်ပါဘူးရှင်ပြန်လာတော့ကမတွေ့တော့အပြင်သွားတယ်ထင်းနေတာပြန်လာတာနောက်ကျတယ်နော်အန်တီကိုမေးတော့လေပြန်သွားတာကြာပြီတဲ့ငါမီးကိုပါဆက်လိုက်တာလားဟုတ်တယ်နှင်းနဲ့ဈေးသွားဝင်နေတာရှင်ကဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးယောက်ျားတယောက်လုံးအိမ်မှာပြစ်ထားခဲ့ပြီးသူကြတော့သွားချင်တယ်သွားလာချင်တိုင်းလာနေတယ်အမေရှင်ကကျမကိုလာချုပ်နေတာပေါ့ဟုတ်တယ်လေမင်းကအပြူလည်းမဟုတ်ဘဲနဲ့အပြူလိုလှုပ်ချင်နေတာလားကွာအမေရှင်ကကျမကိုလာချုပ်ချင်နေတာလားဟုတ်တယ်လေမင်းကအပြူလည်းမဟုတ်ဘဲနဲ့အပြူလိုလှုပ်ချင်နေတာကိုဒီမှာကျမကရှင်မိန်းမဆိုတိုင်းကျမကိုလိုက်ရှုပ်ချင်မနေနဲ့ကျမလည်းနေချင်းသလိုနေမှာရှင်လည်းနေချင်းသလိုနေတော်တော်ကိုလွတ်လပ်နေချင်တာလားဟုတ်လားရတယ်လေအဲ့ဒါဆိုလည်းနေချင်းသလိုနေပြောပြီးတာနဲ့တပိုင်းနဲ့အခန်းပြင်ကိုထွက်သွားတယ်တကားကိုလည်းဒုံကနေစောင့်ပိတ်လိုက်တယ်ဘာလဲဟာဒီလူကြောင်တောင်တောင်နဲ့မုန်းစရာကောင်းလိုက်တာတစ်ဖက်မှာလည်းခုံးစိတ်တယ်ငါဘာတွေဖြစ်နေတာလဲဒီကိစ္စတွေလောက်ထိဖြစ်เสียအောင်မှမလို့တာငါစိတ်တွေအရန်လောနေတာမလားဒါမှမဟုတ်တဝင်းတူနေတာကိုပြောလိုက်ရမလားမသိတော့ဘူးကွာဒီနေ့တော့ငါအပြင်မှာပဲအိပ်ရတော့မယ်ထင်တယ်ဒါမဲ့ငါလည်းမမဘူးလေ तू ကငါ့ကိုအရင်ရန်တွေ့နေတာမသိတော့ဘူးကွာစိတ်တူတယ်အိပ်တော့မယ်မနက်မိုးလင်းတော့မုံမဲအတိုင်း
မနှက်စာပြင်ဆင်နေမိတယ်တခါတည်းရေမိုးချိုးဥဝိစားလဲပြီးတော့မနှက်စာထိုင်စားတယ်သူကတော့အောက်ထက်အခန်းကနေထွက်မလာသေးဘူးသူကလည်းမနှက်စာချန်ထားပြီးတော့အလုပ်ကိုထွက်လာလိုက်ခဲ့တယ်ခွန်အိယာထလာပြီးထွက်လာတော့မနှက်စာပြင်ပေးထားတာတွေ့ရတယ်အပေါ်တက်အခန်းကိုတက်သွားကြည့်မလို့သူမကိုမတွေ့တော့ကိုရောင်ထဲကိုလမ်းကြည့်လိုက်တော့လေကားမရှိတော့အော်အလုပ်သွားပြီထင်တယ်ဒီနေ့တော့ငါတေချာပေါက်ကိုချော့ရတော့မယ်ထင်တယ်ဟာမသိတော့ပါဘူးကွာခွန်သူမပြင်ဆင်ထားတဲ့မနှက်စာကိုစားပြီးတော့အလုပ်ကိုတန်းပဲလာလိုက်တယ်အလုပ်လည်းရောက်တော့ပုံမှန်အတိုင်းကောင်းခန့်ကသူ့ကိုစနေတယ်တိုင်းငိုင်လိုက်လားကွာငါရှမ်းဖြစ်လာတာကွာမင်းကွာမိမယူထားတာမှတစ်ဖက်မပြည့်သေးဘူးဘာတွေဖြစ်နေတာလဲခွန်လည်းဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တော့ကောင်းခန့်ကထိုက်ပါတော့လေမင်းရလဲကွာ तू ကမနေ့ကသူ့တငယ်ချင်းနဲ့ shopping ထွက်တာလေးကွာမင်းရလဲကွာ तू ကလည်းမနေ့ကသူ့တငယ်ချင်းနဲ့ shopping ထွက်တာလေးကွာမင်းရလဲလုံလုံလုံနဲ့ကွာတကယ်ပြပြလေးလေးပြောရမှာကိုမင်းကဘာတွေဖြစ်နေတာတော့ကွာမင်းကသူ့ဘက်ကလာကွာငါတငယ်ချင်းတယောက်လုံနေပြီးတော့ငါဘက်ကမပါနိုင်ဘူးနော်မင်းကိုလည်းစိတ်တော်လာပြီကွာဟုတ်တာအဲ့ဒါကိုအသာထောင်းမနေ့ကငါတို့နဲ့တွေ့ခဲ့တယ်လေကွာပြီးတော့တို့ကငါတို့နှစ်ယောက်ကိုထားခဲ့ပြီးတော့အိမ်ပြန်သွားတာပဲသူနှင်းနဲ့ဖုံးဆက်တာငါကြားတယ်ဆိုင်မှာအရေးကြီးကိစ္စရှိလို့သွားရမယ်တဲ့လေသူကဆိုင်သွားပြီးပြန်လာတာလည်းဖြစ်မှာပေါ့မင်းတေချာမေးတင်တယ်လေကွာပြီးတော့ငါပြောချာရှိသေးတယ်ဆိုပါအောင်ငါနှင်းနဲ့ချက်သူတွေဖြစ်သွားပြီကွာဟာမင်းကမဟုတ်သေးပါဘူးကွာငါတို့တောင်မှယူပြီးတော့အခုချိန်ကြီးဖွင့်မပြောရသေးဘူးမင်းကငါ့ထက်ဥသွားပြီလားကွာမင်းလည်းဖွင့်ပြောတင်မပြောတင်ဘူးလားမင်းကလည်းလိုက်တဝင်းတူနေတာကိုကွာကုညီစမ်းပါကွာငါမရတော့မြန်မြန်ဖွင့်ပြောမှမယ်စတော့မယ်ကုညီရမှာပေါ့ကွာဒီနေ့ခွန်တယောက်အိမ်ကိုစောစောပြန်နေသူဒီနေ့သူမကိုဖွင့်ပြောရမှာဖြစ်တော့တယ်သူမစီယာအဖြေကဘယ်လိုပဲဖြစ်ဖြစ်သူလက်ခံမယ်သူတို့နဲ့အိမ်ကိုအစောကြီးပြန်ရောက်တဲ့တိတ်မကြခင်မှာမှုပြန်လာတယ်မှုပြန်လာပြီလားဟိုအပြင်သွားစရာရှိတယ်ခဏလိုက်ခဲ့ပါလားပြင်မနေပြီလိုက်ခဲ့ပါကွာငါချိန်ထားပြီးသားကြီးမင်းမလိုက်လို့မဖြစ်ဘူးကွာခဏဆောင်ရေမိုးချိုးဝစ်စားလဲလိုက်အောင်မယ်ဖြစ်ဖြစ်လုပ်လေရတယ်မလို့နဲ့ကောင်းကန်စင်သိလောက်ထားတော့ခဏနေလာခဲ့တော့မှာကွာပြီးပြီသွားရအောင်မူကအဖြူရောင် body fit လေးကိုလာပါစာဝစ်ဆင်ထားတယ်စားတော့ဆိုင်တဲ့ဆိုင်ကိုသွားတယ်ဆိုင်ပုံစံကြည့်ရတာဘယ်သူမှလည်းမရှိဘူးစားတော့ဆိုင်ကြီးဖြစ်ပြီးတော့ဘလောက်ဒီလောက်တောင်တိတ်ဆိတ်နေရတာလေဆိုင်ရဘလို့ကြည့်လဲဘယ်သူနဲ့ချိန်ထားလို့လဲဆိုင်ရဘလို့ကြည့်လဲဘယ်သူနဲ့ချိန်ထားတာလဲလူလက်ရှိပုံမပေါ်ဘူးနော်မကြခင်သိရမှာပါကွာဆိုင်နှဝင်တော့မီးများနဲ့အလားဆုံးပြင်ဆင်ထားတယ်ဆိုင်ရဲ့အလယ်မှာဝိုင်းတုံးဝိုင်းသာရှိတယ်သူမလည်းသူခေါ်ရကိုအသာလေးလိုက်တော့တယ်ပြီးတော့သူကသူမကိုထိုင်ကုန်ပေါ်မှာပေးထိုင်နေဒါနဲ့ဘယ်သူနဲ့ချိန်ထားတာလဲဘယ်သူမှလည်းမရှိပါလားကိုမင်းကိုဖွင့်ပြောမလို့လေဟမ်ချင်းနဲ့ကျမကယူတောင်ယူပြီးထားကြပြီလေဘာကိုဖွင့်ပြောရမှာလဲဒါပေမဲ့ချစ်တဲ့အကြောင်းတော့ဖွင့်ပြောဖို့လိုသေးတယ်လေရှင်ဘာပြောချင်တာလဲကိုတောင်းပန်ပါတယ်တကယ်တော့မနေ့ကကိုအရန်စိတ်တွေလောသားလို့ပြောလိုက်မိတာတကယ်ကတဝင်းတူနေတာပါတဝင်းတူရအောင်ကျမဘဲကောင်လေးနဲ့သွားနေလို့လေရှင့်ကိုကဖြစ်နေတာဟုတ်ပါတယ်ကိုမားသွားပါတယ်ကွာကိုကိုချစ်ပေးလို့ရမလားယင်မဟုတ်ကိုမင်းကိုချစ်တယ်တိတ်ချစ်တယ်ကွာမင်းနဲ့စောက်တွေ့တဲ့ကကိုဘယ်တော့မှမခံစားဘူးတဲ့ခံစားချက်တွေကိုခံစားခဲ့ရပြီးချစ်ခဲ့ရတာပါမူရောလက်ခံလားယင်ရှင်အဲ့လောက်မအဆန်းပါနဲ့ခိုးမြတ်တာကျမဘဝမှာလေကျမဘဝမှာဘယ်ယောက်ျားလေးနဲ့မှဆက်ဆံခဲ့တာမဟုတ်ဘူးရှင်နဲ့ကြမှာရှင်ဖြစ်နေလို့ကိုကျမသစိမ်းတယောက်ကိုတခါမှမတွေ့ဘူးပဲလက်ထက်เสียရလားဒါပေမဲ့ရှင်ဖြစ်နေလို့ကိုကျမလက်ခံခဲ့တာဒါကိုရှင်တခြားလို့နားမလဲဘူးလားကိုမားတာကိုတကယ်မားပါတယ်ကွာကိုကစပြီးထိလို့ရတာပဲနော်ကျမစကားကိုနှစ်ခါမပြောတတ်ဘူးဒါလို့ဆိုရင်ရှင်နားလည်လိုက်တော့ကိုနားလည်လိုက်ပါပြီဒါဆိုကိုတို့တွေတကယ်ချစ်ကြလို့ရပြီပေါ့နော်မူးကပြုံးလေးနဲ့ကောင်းငိမ့်ပြလိုက်တယ်အဲ့ဒီအချိန်မှာဝိုးဟဲနင်တို့နှစ်ယောက်ဘယ်ကနေဘလို့ပေါ်လာမှန်းမသိတဲ့နှင်းနဲ့ကောင်းခန့်ဟုတ်တယ်အဲ့လိုပဲဖြစ်သွားတာနင်ငါ့ကိုအရင်လှုပ်ဝက်တာပဲဟာသူတို့ကမူးကြောင်ချစ်သူတွေဖြစ်ခဲ့တာလေသူတို့ကမူးကိုကျေးဇူးတောင်တင်နေတာသူတို့ကိုထားခဲ့တဲ့နေ့ကသူတို့တွေဖြစ်သွားခဲ့ကြတယ်အဲ့ဒါကြောင့်ကိုလည်းအားချမခံစီစဉ်လိုက်တာပဲတော်တော်ကိုမှကြည်ရလားကျမကိုပေါင်းလိုက်ထားကြတာပေါ့ဟုတ်လားမဟုတ်ပါဘူးဗျာဒီကကိုကပြောပြမလို့ပါပဲမနက်မိုးလင်းတော့မူးကခိုးရင်ခွင်ထဲမှာရှောင်းနေတယ်ချစ်ရသူနဲ့အတူတူရှိနေတဲ့ခံစားချက်ကတကယ်ပြောစရာကြည့်ပါမူးသူ့ကိုစိုက်ကြည့်ပြီးနှာရန်ချွတ်ချွန်လဲကိုလက်သက်တယ်လေးနဲ့ထိလိုက်တယ်ပြီးတော့စပယ်လေးတွေကိုလည်းတက်ပေးနေတယ်နှကန်းသားပေးကိုလည်းဖွားဖွားလေးထိကိုင်နေတယ်
ကို့ကိုကြည့်လို့ထိလို့ဝပြီလားဟမ်ရှင်နိုးလာပြီလားဘယ်ထဲကနိုးနေတာလဲကို့ကိုစားထိကလေးကပါနိုးရင်လည်းထရအောင်လေမထနဲ့ဦးကွာမိမရဲ့မင်းညကပြမန်းထားတာကိုတော်စမ်းမှာအဲ့ဒါကြောင့်ရှင်းကြောင်လေဟမ်အဲ့ဒီလိုလေနေတိုင်းချစ်ရရင်ကောင်းမယ်ကွာမချစ်နိုင်ပါဘူးရှင်ကျမကိုအသေးတက်ချင်နေတာလားဟမ်ကိုကချစ်လို့စတာပါကွာတော်ပြီလှုပ်ပေအောင်မနှက်စာသွားလို့လိုက်အောင်မယ်ခဏလေးထနေလို့မရဘူးလားကွာတော်ပြီသွားတော့မယ်လို့ဒီနေ့ကခွင့်ရမွေးနေလေးပါအလုပ်ဖွင့်ရဆိုတော့အလုပ်ကိုပဲသွားဖို့ပြင်ဆင်လိုက်တယ်ပုံမှန်လဲမွေးနေ့ကိုထူးထူးခြားခြားကျင်းပတာမရှိတော့ဘူးခွန်အလုပ်သွားတော့မှလားကိုညနေလာကြိုလိုက်မယ်နော်တော်ပါခွန်ရဲ့ကားယူသွားမှာပါကိုဟာကိုပြန်လာခဲ့မယ်နော်လာပါအောင်ကိုစီကိုခွန်ကဂရင်လေးပေါ်မှာထိုင်ပြီးသူ့ရဲ့ပေါင်ပေါ်ကိုထိုင်စေတယ်ဘာလို့အဲ့လောက်ချစ်စရာကောင်းနေရတာလဲကွာဒါကတော့ငကိုရဲကပါအလှလေးမို့လို့ပေါ့ခွန်ရဲ့ကို့အသေးလေးကအရင်ချစ်ဖို့ကောင်းတော့စိတ်တောင်မချချင်တော့ဘူးကွာဆိုင်လို့လားရှင်ဆိုင်တာပေါ့ကို့မိန်းကလေးကိုသူများတွေလာကြိုရင်ဘယ်လိုလုပ်မလဲမို့ကဒီကခွန်ကိုပဲခေါင်းထဲရှိတာပါနော်တက်သေးပြလေးကွာအလုံးနဲ့တက်သေးပြရမှာပေါ့ဘယ်လိုပြရမှာလဲကွာဒီလိုလို့ခွန်ကသူမနှကန်းလေးကိုညင်သားစွာနဲ့ရှန့်လိုက်တယ်သူမတစ်ဖက်ကိုလှည့်ပြီးတော့တုံ့ပြန်လာတယ်အချိန်တန်ကြာမှသူမအသက်ရှူကြက်လောက်မဲ့ထင်တော့လှုပ်ပေးလိုက်တယ်ဒီနှကန်းလေးကိုနမ်းလို့မဝဘူးကွာနေတိုင်းနမ်းကျင်နေတာအချိန်တိုင်းအမြဲတမ်းနမ်းကျင်နေတာတော်ပါတော့ကွာနောက်ကျနေတော့မယ်အလုပ်သွားတော့မယ်အောက်မှာမက်ခင်မနဲ့စာပြပေးလောက်ပြီးသွားစားကြရအောင်ခွန်မင်းမွေးနေ့ကိုငါတို့ကိုလိုက်မအခန့်တော့ဘူးလားကွာအစင်ရှိပါတယ်ကွာညနေသွားရအောင်ဒါနဲ့ငါမိမပါခေါ်လာရမှာမင်းရောမင်းစားခေါ်လာခဲ့လေကွာဟာတကယ်ကြီးလားမင်းကလည်းနော်ဘယ်သွားမိမပါမှပဲကိုပဲနော်ဒါကတော့ချစ်တာဟုတ်ကွာဘယ်လိုလဲမိမယူရတာကောင်းရင်လားကွာသိကျင်လားသိကျင်ယူလိုက်ပေါ့မကြခင်ယူရတော့မှငါအတီးကြီးလားကွာဟုတ်တယ်ငါတို့ကိုလက်ထပ်ခွင့်တောင်းဖို့ဖြစ်နေပြီကွာမြင်လို့ခက်ရချစ်ရသူနဲ့အတူတူနေရတဲ့ခံစားချက်ကဘာနဲ့မှမတူဘူးဒါနဲ့ပဲအစတော့မိဘပေးစားလို့ယူရတာပါဆိုဘယ်ကောင်ပြောတာလဲကွာအဲ့စကားဒီမှာလေငါပဲလေကွာမှုညံ့နေအလုပ်ပြန်ရင်အစင်းသက်လုံထားနော်ကိုရောအပြင်သွားစားကြမှာโอเคစောင့်နေမယ် Happy birthday ပါခေါ်ရငါကောင်တော့29နှစ်ပြည့်ပြီပဲမကြခင်ထိတ်စီးပြောင်းတော့မယ်အိုတော့မှာပေါ့ကွာကိုရဲ့ဘာလို့သွားစားနေရတာလဲသူများမင်းကလည်းမင်းလည်းမကြခင်ပြည့်တော့မယ်ဟောင်းဒါမဲ့မင်းကငါချက်စောပါသေးတယ်ကွာသူတို့အိမ်ပြန်ရောက်လာတော့ခွန်အိတ်တော့မလို့လားခွန်အိတ်အောင်လေးကွာလားကိုမိမနဲ့မှမဟုတ်ရင်မအိတ်တတ်ဘူးလေခဏနေတော့ပြန်လာခဲ့မယ်ခွန်မျက်စိမဲ့ထားလိုက်တယ်ဟမ်မျက်စိမဲ့လို့ဖွင့်လို့ရပြီမိုးကခွန်အတွက်သူကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့စိတ်လက်စွပ်လေးကိုပေးလိုက်တယ်ဒါလေမိုးကိုယ်တိုင်ဒီဇိုင်းဆွဲထားတာခွန်အတွက်ကိုရဲကြိုက်တယ်မှုပေးသမျှအကုန်လုံးတန်ဖိုးထားတယ်နော်ကိုတို့ဒီညလည်းချက်ရအောင်နော်ကလေးတယောက်လိုချက်ကပ်နေတဲ့သူကြောင့်မှုကောင်းလေးညှိလိုက်တယ်ခွန်မင်းအရင်သွားပေးလိုက်အောင်မယ်နော်မမီအိမ်ကိုမြင်လာခဲ့အောင်ဒီမှာမမီအိမ်ကိုမြင်လာခဲ့ပါအောင်ဒီမှာမှုတောက်လျှောက်အန်နေတာဘာဖြစ်တာလဲမသိဘူးဘာမှလည်းမစားဘူးအန်တီကိုခေါ်ပြီးမြင်လာခဲ့ပါနော်မှုကိုတို့စိတ်ကသွားရအောင်ကွာခေါင်းမမာနဲ့နော်မသွားဘူးရတယ်ဒီတိုက်အစာမကြေနေမှာပါမမလေးရဲ့သွားလိုက်ပါလားဒီလောက်ခံစားနေရတာမမလေးတွေ့မကောင်းဘူးနော်ဟုတ်တယ်မှုသွားရအောင်လေကွာနော်မသွားချင်ပါဘူးဆိုနေမှပဲမမီတို့ကိုပဲခေါ်ပြီးဟုတ်ပြီမသွားချင်လဲကိုအတင်းမပြောတော့ဘူးနော်စိတ်တော့မကောက်လိုက်ပါနဲ့ကွာမမေတို့ကိုလည်းကိုခေါ်ထားပါတယ်မက်ခင်တံမြိုင်လေးတစ်ခါလောက်အမြန်ယူလာခဲ့ပေးပါဟုတ်ကိုလေးမူအိတ်ရလေးပေါ်မှာအိတ်လန်အောင်နော်ခဏလေးနားလည်အောင်မကြခင်မမေတို့ရောက်လာတော့မှပါအကိုလေးရပြီရော့မှုဖြည်းဖြည်းတောက်လိုက်မှုပါစားချင်တယ်မှုကိုသွားဝယ်ပေးမယ်လေတော်ပြီဘာမှလည်းမစားချင်ဘူးစားလည်းမစားနိုင်ဘူးအဲ့ဆိုမက်ခင်စံပြုတ်လေးလှုပ်ထားပေးလေနော်စားချင်တဲ့အချိန်စားလို့ရအောင်လို့ထမင်းထက်တော့ဝင်မယ်ထင်တာပဲလုပ်ပါအောင်မက်ခင်ရဲ့ကျွန်တော်လည်းဘာလို့ရမှန်းမသိတော့ဘူးအကိုလေးကစိတ်အရန်ပူလို့နေတာပါမမလေးကဒီအတိုင်းရင်ပြစ်တာလည်းဖြစ်နိုင်ပါတယ်သိမကြပါဘူးမမေတို့ရောက်လာတယ်သမီးလေးမမီအန်တီမထနဲ့သမီးခေါင်းမှုနေမယ်အစဉ်ပြေးရလားဘာစားပြီးပြီလဲစေကံမသွားချင်ဘူးဆိုလို့အန်တီဆရာဝန်ခေါ်ထားတယ်ခဏနေရောက်လာလိမ့်မယ်ဟုတ်ဒါနဲ့သမီးရာသီမှန်လားယင်ဟမ်သမီးမလာတာကြပြီဟမ်မြတ်ရီငါတို့မြည်လေတော့ချီရတော့မလားမသိဘူးတော့ဟမ်မမေကြီးကလည်းတကယ်ပြောတာလားဖြစ်နိုင်တဲ့သားရီခဏနေဆရာဝန်လာမှတေချာသိလိမ့်မယ်တကယ်သားဆိုပြောရမယ်မြတ်ရီဟာတကယ်လားဒေါက်တာ Congratulation ပါရှင်ကိုဝင်က9ပတ်ရှိပါပြီဟာတကယ်လားဒေါက်တာ
ဟုတ်ပါတယ်ရှင်အခုလိုဖြစ်တာလည်းမစိုးရိမ်ပါနဲ့နော်ဒါကပုံမှန်ဖြစ်နေကြပါပဲပြီးတော့ရှေ့ချမကြခဏဖြစ်တော့မှာပါကျေးဇူးပါသမီးလေးရဲ့သမီးလေးလာကြည့်ပေးလို့ရှားပါတယ်အန်တီရဲ့စောင်းကိုအချိန်မီတာခေါ်လိုက်ပါမမနဲ့အခုအတွက်လည်းဝမ်းတော့ပါနဲ့နော်မမီတို့ကဆရာဝန်ခေါ်ထားတယ်ဆိုလို့ဘသူများလဲလို့စောင်းလေးရဲ့မမတို့မြင်လာပွဲကိုမလာဖြစ်လို့စိတ်မကောင်းဖြစ်နေတာအဲ့ဒီတော့ကလည်းဂျူကေရမပြင်ရသေးလို့ပြင်ရောက်တဲ့ခါလဲတခါတည်းဆေးရုံမှာဆင်းရတာဒါနဲ့တေချာကိုလာမနှုတ်ဆက်ဖြစ်ပါအောင်ရှားပါတယ်စောင်းရဲ့နောက်မကြခဏလာပေါ့နော်လာရမှာပေါ့မမခေါ်ရင်တောင်လာမှာအခုတော့ဘေဘီလေးရပြီဆိုတော့စောင်းတက်လေချစ်စရာတယောက်တိုးလာပြီပေါ့သမီးလေးရောရီးစားထားပြီလားမထားသေးပါဘူးအန်တီရဲ့အခုတော့လူနာတွေနဲ့အလုပ်ကိုရှုပ်လို့ဟုတ်ပါပြီမစောင်းလေးကိုမြန်မြန်လေးပဲရစေချင်နေပြီဟာမနော်တကယ်ဘာတွေပြောနေမှန်းမသိဘူးစောင်းသားတော့မယ်အန်တီအပြန်အိမ်လန်းဝင်ချင်လို့ဖြည်းဖြည်းသွားတော့သမီးအန်တီနောက်မှလာလဲမယ်ဟုတ်ကဲ့ပါအန်တီမစောင်းသွားပြီနော်ဟုတ်ကဲ့ဒီမလေးဝမ်းတော်လိုက်တာမှုရဲ့ဒီနေ့မွေးနေ့ကကိုယ့်အတွက်အထိပ္ပယ်အများကြီးရှိလိုက်တာကွာမှုပေးတဲ့အဖိုးတန်လက်ဆောင်ရောအခုဘေဘီလေးရောမှုလဲပြောတာပေါ့မှုဘေဘီလေးကိုစိတ်ကူးရှင်လိုက်တာနဲ့အရန်ကိုပြောနေပြီကိုကအများကြီးဂူးဆိုင်ပေးရမယ်နော်ကိုကအများကြီးဂူးဆိုင်ပေးမှာပါနော်အင်းမစုံလိုက်မယ်မလေးရဲ့မလုပ်ပါနဲ့မခင်လုပ်ပါမယ်အကိုလေးမြင်စုနေပါအောင်မယ်သူ့ကိုမကြောက်ပါနဲ့ तू ကမှုတခွန်းဆိုရတယ်မလုပ်ပါနဲ့မလေးမခင်ကြောက်လို့ပါဟာမှုဘာတွေလုပ်နေတာလဲမခင်ကိုလုတ်ခိုင်းလိုက်ဖို့ပြောထားတယ်လေကွာမခင်ကဘာလို့မတားတာလဲမခင်တားနေတာပါအကိုလေးရဲ့မခင်ကိုပြောမနေနဲ့မှုပါတာလှုပ်ချင်လို့လုပ်နေတာကိုဘိုက်ကလည်းအခုမှ9လပဲရှိသေးတာကိုလုံနိုင်ပါသေးတယ်တော်ပြီကွာလာဟာခိုးမြတ်တာပြောရင်ဆိုရင်မှုလက်ကိုဆွဲပြီးအဲကန်းနဲ့ခေါ်သွားတယ်ခဏထိုင်အောင်ဒီလိုလုပ်နေရင်ကိုဘလို့စိတ်ချနိုင်မှာလဲကွာအလုပ်မသွားတော့ဘူးဆိုတော့လေအလုပ်ပဲအတင်းလွတ်နေတာပဲဟုတ်တယ်လေဘေဘီလေးရလာရင်ပတ်စံကုန်မှာပတ်စံများများရှာထားမှရမှာပေါ့လို့ကို့မှာရှိတဲ့ပတ်စံကမင်းတို့သားမိတသက်သုံးတော့မကုန်ပါဘူးကွာပြောရမလားများများရှိတော့ကောင်းတာပေါ့ရှင်ရလဲမဟုတ်ဘူးလားမရှင်နဲ့ဟဲ့ရှင်တို့နှစ်ယောက်စကားတွေကအိမ်ဝအထိကိုကြားနေရတယ်ဘာတွေဖြစ်နေတာလဲဒီမှာလေးနင့်တငယ်ချင်းကမိဖို့ကြောင့်လည်းဝင်ချင်နေတာမဝင်နဲ့လို့ပြောတာလည်းမရဘူးနည်းနည်းကူပြောပေးပါအောင်ကွာမှုရဲ့မလုံနဲ့တော့9လ6လဆိုဂရုစိုက်ရမယ်အချိန်ပဲအင်းမနှင်းပြောလို့မရတော့ဘူးနော်ဟောသူ့တငယ်ချင်းပြောရင်တခွန်းဆိုတခွန်းပဲနော်မပြောချင်တော့ဘူးခွန်းအလုပ်သွားမယ်ဆိုသွားတော့နော်မှုကိုမပူနဲ့မှုဘာမှမလုပ်တော့ဘူးနော်ထိုင်နေမယ်လေနော်ကြားလားဘာလို့အဲ့လောက်နေထုတ်နေရတာလဲကွာစိတ်ချမယ်နော်ဖုန်းဆက်မယ်မဟုတ်တာတွေစောင့်မလုပ်နဲ့ကြားလားဟုတ်ကဲ့ပါဖေရဲ့လာပြောင်းနေသေးတယ်နော်ကိုသွားပြီနော်နင့်စိတ်ချမယ်နော်ဂရုစိုက်ပေးဦးကွာခွန်းမြတ်တာရဲ့သွားပါစိတ်ချစမ်းပါဘယ်လိုလဲမိကလေးကြီးကိုထိန်းနေရတာအဆင်ပြေမှပြေရဲ့လားကွာမိုးကအခုတလောအရန်ကိုရစ်တက်လာတယ်ကိုဝင်ကြောက်နေမှာပါပြီးတော့ငါ့ကိုလည်းအရန်ကတ်တာပဲမင်းကအဲ့လိုကတ်တာကိုကြိုက်တာလားကွာဒါပေါ့ကွာတော်လေးတယ်ငါမှုကိုစိတ်မချဖြစ်နေတာနှင်းဆက်ရောက်လာလို့သူ့အဖော်ရသွားတာနင်းလည်းပြောပါတယ်သူသွားမလို့တဲ့မင်းတို့ရောဘယ်တော့ဆိုမှလဲမကြခင်ပေါ့ तू ကပွဲမလုပ်ချင်ဘူးတဲ့လေအဲ့တော့ကြောင့်ဘုန်းကြီးတောင်းပါပဲစွန့်ကတ်လက်မှတ်ထိုးတော့မလို့ကွာကောင်းပါတယ်ကွာတကယ်တမ်းကြတော့လေမလိုပါဘူးကွာဟုတ်တယ် तू ကအဲ့ဒါမလုပ်ချင်ဘူးအေးစစ်စစ်လူနဲ့နဲ့ပဲလုပ်ချင်တာသမီးလေးလာရနေပြီဂရုစိုက်တော့ကြားလားဟုတ်မမီနေ့လက်ကျအန်တီနဲ့မမီရောက်လာခဲ့လိုက်မယ်မင်းရောဘယ်တော့လာမလဲသမီးမကြခင်ပေါ့အန်တီသမီးကပွဲကြီးမလုပ်တော့ဘူးဒီတိုင်းလက်မှတ်ထိုးစွန့်ကတ်လေးလောက်ပဲလုပ်တော့မလို့ရိုးလဲကောင်းပါတယ်အတိကချစ်နေဖို့ပဲလိုတာဟုတ်တယ်အန်တီသမီးလည်းအဲ့ဒါကြောင့်သမီးတို့ကအတိလည်းအများကြီးမရှိတော့ဘူးပွဲသေးသေးလေးပဲလုပ်တော့မလို့အန်တီတို့နေ့လည်စာစားသွားနော်အောက်မှာဆင်သက်မယ်မစားတော့ဘူးသမီးရဲ့သွားစရာရှိသေးလို့ဟမ်နှစ်ယောက်လုံးပြန်ကြတော့မလို့လားပြန်တော့မယ်လေသမီးရဲ့သွားစရာလေးရှိသေးလို့ဟုတ်အဲ့လိုဆိုတော့လေဖြည်းဖြည်းပြန်နော်အန်တီရောမမီရောအင်းမသမီးဂရုစိုက်အန်တီတို့နောက်နေထပ်လာအောင်မယ်နော်ဟုတ်ခေါ်လို့ဟမ်ဘာလို့လဲအမှုရဲ့ဘိုင်းနာလာလို့ဟမ်ရက်ကတပတ်လောက်လို့သေးတယ်လာကိုတို့ဆွေးရုံသားကြမယ်မေအခုမြန်လာခဲ့တော့ဆွေးရုံကိုမှုပိုင်းနာလို့ဆွေးရုံရောက်နေပြီတိတ်မကြပါဘူးမေတို့ရောက်လာတယ်ဒါအချိန်နေဘလို့လဲခွဲခန်းလေးဝင်သွားတာကြာပြီအခုဘယ်သူမှထွက်မလာသေးဘူးမေလူနာရှင်ဘယ်သူလဲမသိဘူးရှင်ကျွန်တော်သမီးလေးမွေးပါတယ်ကလေးရောအမေရောကျမ်းပါပါတယ်မိုးတို့ကကလေးကိုမွေးမှကြည့်မယ်ဆိုပြီးတော့အထွာဆောင်မရိုက်တာကြောင့်အရန်ကိုရင်ခုန်ဖို့ကောင်းပါတယ်ခေါင်းကတော့အမြဲတမ်းပြောပြီးသမီးလေးလိုချင်တယ်လို့ဒါပေမဲ့သားလေးရလာရင်လည်းဆင်ပြေပါတယ်အမြဲတမ်းပြောတတ်တယ်ခုချိန်မှာမို့ကိုသူအရန်ကျေးဇူးတင်ပါတယ်သူလိုချင်တာမှန်သမျှအကုန်လုံးလမ်းရောပေးခဲ့လို့ရောသူလိုချင်တဲ့သမီးလေးမွေးပေးလို့ရောပေါ့
သမီးလေးကမွေးကလေးကသပင်ထူထူလေးနဲ့မျက်ခုံးပွေးကလည်းမဲနဲ့ပြီးတန်းနေရောအသားလေးကလည်းဖြူဥနေတာပဲခိုးငငယ်တုန်းကနေအရန်တူပါတယ်အမလေးမြေးလေးကငါသားငငယ်တုန်းကနဲ့တပုံးဆန်တဲ့ကိုပဲနာနာလေးတခန်းလေးတွေကမှုနဲ့အရန်တူတာအမလေးချစ်လို့ကိုမွားတော့ဘူးဖေဖေနဲ့မေမေနဲ့အန်တီတို့ကသူ့မိမလေးကိုအမွန်တင်နေကြပါတယ်မူကတော့စိတ်ရှိန်ကြောင့်အခုချိန်ကြီးသတင်းမရသေးပါဘူးခဏကြာတော့ကောင်းခန့်နဲ့နင်းဆက်ရောက်ရှိလာတယ်တာကြီးမင်းသမီးလေးကမင်းနဲ့တပုံစံနဲ့ပဲကွာငါကောင်ကြီးတောင်ကလေးပေဖြစ်သွားပြီငါလည်းမြန်မြန်အဲ့လိုဖြစ်အောင်လုပ်ရမယ်ကွာတာကောင်းခန့်ရင်မြန်မြန်နာလုပ်လိုက်တော့အန်တီတို့စီမှာမြေလေးတွေအများကြီးရှိနေတာကောင်းတယ်လေမိမရဲ့သွားမစပါနဲ့မျက်နှာပူစရာကြီးနင်းတို့ရောကလေးပေတော့ယူကြမှာလဲတိတ်မကြခင်ယူတော့ဖို့ဆုံးဖြတ်ထားပါတယ်အန်တီကောင်းတယ်နောက်ဆိုကလေးလေးတေးသေးလေးတွေအများကြီးနဲ့အရန်ပြောဖို့ကောင်းနေတော့မှာမို့ကိုနဲ့တူတဲ့ကလေးလေးမွေးပေးလို့အရန်ကျေးဇူးတင်တယ်နော်မုန်းနဲ့လည်းတူပါတယ်နော်ဟုတ်ပါပြီကိုမိမရဲ့ကိုကစတာပါခိုးလည်းကျေးဇူးတင်နော်မူးပါလို့အမြဲတမ်းအနားမှာရှိနေပြီလို့နောက်ဆိုမူးတို့သားမျိုးပို့ပြီးဂရုစိုက်ပြီးတော့နော်အဲ့ဒါကပြောစရာမလိုဘူးကိုတောင်ဝင်ထားကိုအတွက်ကတော့သမီးလေးနဲ့မူးရှိနေကြပြီကျန်တာဘာပဲဖြစ်မလို့အပ်ဘူးမူးအတွက်ရောပါပဲခိုးနဲ့သမီးလေးရှိရင်ရောအရာရာပြည့်စုံနေပြီနောက်လဲဒီလိုပဲမိသားစုတွေချစ်ချစ်ခင်ခင်နေသားကြမယ်နော်ကိုကဂရိပေးပါတယ်ပြောရင်ဆိုရင်သူမိမပါလေးကိုလှမ်းနှမ်းလိုက်တယ်3 လခန့်ကြာတော့ခေါ်မနှက်ဖြန်သမီးလေးရဲ့ရက်တရာပြည့်အဲ့ဒါမှုတော့မနှက်ပိုင်းဖျားသွားပြီးတော့ကုသိုလ်တွေလုပ်ကြရမယ်နော်ညနေကျရင်ကောင်းခန့်တို့နှင်းတို့ကိုခေါ်ပြီးတော့အပြင်မှာပွဲသားလုပ်ကြမယ်နော်ကိုတော့အကုန်စီစဉ်ပြီးထားပြီကွာဟာတကယ်ဟိလားတကယ်ပေါ့မနှက်ဖြန်ဖုန်းကြီးเจ้าကပြန်လာရင်မမေတို့စီလည်းသွားမယ်ပြီးရင်ညနေကျရင်သမီးလေးကိုခေါ်ပြီးကောင်းခန့်တို့နဲ့ညစာသွားစားမှာဟုတ်ပါပြီအဲ့ဒါဆိုချိန်ထားလိုက်တော့နော်ဒီနေ့ကသမီးလေးရဲ့ရက်တရာပြည့်မွေးနေ့ဆိုတော့မှုကသမီးနဲ့ကိုမြန်မာဝန်ဆက်လေးဝစ်ပေးပြီးတော့ရပင်လေးကိုလည်းနှစ်ဖက်ခွဲစီးပေးလိုက်တယ်ချစ်စရာကလေးလေးကဖြူဖြူလုံးလုံးနဲ့တကယ်အသေးရစရာလေးပင်ခွန်ပြီးပြီလားသွားရအောင်ပြီးပါပြီဗျာအစင်သစ်မယ်မခင်သွားရအောင်ဟုတ်လာပါပြီအကိုလေးလာမိမိလေးတီတီချိပေးမယ်မမူးမြတ်တာခေါ်မူရက်တရာပြည့်အလူကလေးကိုချီထားလိုက်မယ်နော်မူလုံးစရာရှိတာသွားလောက်လိုက်တော့နော်အဲ့တော့ဆိုထားခဲ့မယ်နော်ဟိုဘက်ခဏအခန့်လိုက်အောင်မယ်ဖုန်းကြီးเจ้าမှာစွန့်ကတ်ခဲ့ပြီးဧည့်သည်တွေကိုတင်မွေးအခန့်ပြီးတော့မမေတို့အိမ်ကိုလာခဲ့တယ်အမလေးမြေးလေးရေဖွားစီလာပါအောင်ချစ်စရာမူလေးရေမူပင်မနေပြီလားကိုမိမလေးပြန်ကြတော့မလားယင်ရပါတယ်နော်လေးတယ်ခင်လေးအရှမ်းပင်မနေတာမလို့မူရောခွန်ရောအိမ်မောကြနေကြတယ်သမီးလေးကိုတော့မက်ခင်ထိန်းထားပေးလို့တော်သေးတယ်မကြခင်သမီးလေးလည်းအိတ်သွားပါတော့တယ်ခေါ်နိုးပြီလားလေးလေပဲကြီးအိပ်ပျော်သွားတာကောင်းလိုက်တာကိုနဲ့တူတူအိတ်လို့လေဟုတ်တယ်ဖြတ်နိုင်တယ်ကိုမိမလေးကအရန်ချစ်မောပါလေးပဲတနေ့ကိုထိုင်ပြီးကြည့်ပဲနေချင်တာဒါတော့များသွားပြီနော်ကိုကချစ်လို့စတာပါကိုမိမလေးကကလေးပင်ဖြစ်နေတာတော့လှကြံတိုင်းလှနေတော့မယ်အဲ့လိုအပြောတွေကြောင့်ချစ်ရတာမူတယ်ခွန်မျက်နှာလေးကိုနမ်းလိုက်တယ်အပြင်သွားဖို့ပြင်အောင်ဟုတ်ကဲ့ဒီနေ့မင်းတို့ယောက်ကိုပြောစာရှိတယ်နေ့ကအထရာဆောင်းပုံလေးကိုထုတ်ပြပြီးတော့ဟမ်နင်းကိုဝင်ရှိနေပြီလားဟုတ်တယ်မူရဲ့အဲ့လိုဖြစ်သွားတာအဲ့ဒါဆိုသမီးလေးနဲ့တစ်နှစ်လောက်ပဲကွာမှာပေါ့နော် congratulation ကောင်းခဲ့ရင်ငါကောင်ကြီးလူဖြစ်ပြီဟာငါလည်းမင်းလို့ခံစားချင်လို့ပေါ့ကွာဟာမူလေးသမီးလေးနောက်ဆိုညီလေးညီမလေးတွေကြတော့မှာနော်သမီးလေးရဲ့မိမိလေးကလည်းအတန်လေးတွေတဲအဲလုံးနေပါတယ်မူဆိုင်ကိုဘသူနဲ့လွဲထားလဲအစရောပြေရဲ့လားအခုတော့ပြေပါတယ်ဟာအခုကဆိုင်ကိုမာမီနဲ့ပဲလွဲထားတာသမီးလေးလောက်ကြမှာပဲဆိုင်ပြန်ဆင်းတော့မယ်အဲ့ဒီချိန်ကျရင်သမီးလေးကိုလည်းခေါ်သွားလို့အဆင်ပြေပြီလေနေရလေတထေးဖြစ်ပြီးအိမ်မှာအေးအေးဆေးဆေးလဲနားလေပါအောင်ငါပြေးလို့ပါကွာငါလည်းပြောပါတယ်နင့်တငယ်ချင်းကိုငါရှာကျွေးပါမယ်အလုံးမလုပ်ပါနဲ့လို့ तू ကလည်းမရဘူးလေဒါပေမဲ့မှုစိတ်ချမ်းသာတာတော့ကောင်းတာပေါ့ကွာမိမစိတ်ချမ်းသာအောင်ထားရင်အကလုံးစင်ပြေတယ်လေခေါ်မင်းရကွာကလေးတယောက်တောင်ကြနေပြီအခုထိကိုမငြိမ်သေးဘူးငါတော့ချစ်လို့ပေါ့ကွာမင်းကလည်းအကုန်စင်ပြေခြင်းရင်မိမကိုစိတ်ချမ်းသာအောင်ထားအမလေးနင့်ပြောလိုက်စမ်းပါကိုကနင့်ကိုစိတ်ချမ်းသာအောင်ထားလားမထားဘူးလားဆိုတာငါယောက်ျားငါ့ကိုစိတ်ချမ်းသာအောင်ထားပြီးသားနင်ဘာမှမသိပဲနဲ့မပြောစမ်းပါနဲ့ခေါ်မြတ်တာရဲ့အေးပါဒီလိုကြတော့လဲနှစ်ယောက်လုံးကတိုင်ဖောက်ကိုညီနေရောထိုစကားဝိုင်းလေးကရီတန်နေပြတ်နေပါတယ်ခွန်တယောက်သမီးလေးကိုချီပြီးအိယာပေါ်ချပေးလိုက်တယ်မူကိုတို့လည်းတွားကြရအောင်နော်ဟုတ်ခွန်မူးရင်ခွင်ထဲမှာကျက်နေရအောင်ထည့်ထားလိုက်တယ်မူးနဲ့ဆုံးတွေ့ခဲ့ရတာကို့အတွက်ကံကောင်းချက်နေပဲမူရောပဲခွန်ကိုချစ်ရတာဘယ်တော့မှနောက်တော့မရဘူးသိလားကိုတက်ကတော့သမီးလေးနဲ့မှုရှိနေရင်ဘာမှမလိုအပ်တော့ဘူးကိုတို့တွေအကြာကြီးဒီလိုပဲချက်သွားကြမယ်နော်ခွန်ကိုဂရိပေးပါတယ်မူးနဲ့မိမိလေးကိုလည်းကြိုးဆိုင်ပေးပါအောင်နော်
ကိုတက်ကတော့မင်းတို့သားမင်းနှစ်ယောက်ကတကယ်ကိုအဖိုးမပြတ်နိုင်တဲ့ရန်နာလေးတွေပါအချက်တွေထပ်တူထမ်းညာကြတဲ့အခါမှာတော့အရာရာအယမ်းပျော်ရွှင်ဖို့ကောင်းနေချစ်ရတဲ့သူရဲ့မျက်နှာကိုကြည့်ပြီးနိုးထလာရတဲ့မနက်ခင်းတွေချစ်ရတဲ့သူရဲ့လက်ကိုကင်ထားရတဲ့အခိုက်အတန့်လေးတွေဟာတကယ်ကိုပျော်စရာကြည့်ပြီးခေါ်တဲ့သူမတို့သားမိကိုတသက်လုံးဂရုစိုက်ဆောင်ရှောက်သွားမယ်မှုအတွက်လည်းခွန်းကိုအရင်အထက်ပို့ချင်မယ်တရက်ထက်တရက်မလျှော့ပဲချစ်ချင်းမြတ်တာတွေနဲ့ဆက်ချစ်သွားကြမယ်ချစ်ပရိသတ်များရှင်ဒီကနေ့မှာတက်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီညမှာပြီးဆုံးပါပြီနောက်ရက်များမှာလည်းကျမတို့ရဲ့ channel ကနေဒီလိုအချစ်ချွတ်ချိုတို့ဇာတ်လမ်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ချစ်ပရိသတ်တို့ကဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဒီကနေ့မှာနောက်ဆက်အားပေးခဲ့ကြတဲ့ချစ်ပရိသတ်တို့ချင်းစိတ်တိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်တာယာပြည့်ရှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်နေကြပါစေရှင်